အကောင့်ဝင်ပြီမလားရှေ့ရမယ်အမောလည်းDạ. Nhìn em xin nè đâm một số để về show này vậy cho nó mình theo về đây của đi này là bộ ngã thì ngã đang theo khai này là từ tên đến tông sẽ đến theo khai này là ngã đâu cho nó bia này sẽ còn này lý đông sẽ làm sao lại bài tôi rất trả lời đâu gặp gì đâu gặp gì đâu chỉ đi lên nó bơi lâu này em mới bơi nên chỉ đi con là yeah. Thao được rồi. Rồi. Vô đi. Nếuပြောရမလဲဆိုတော့ဓမ္မဆိုးမှာကျွန်တော်တို့ရှုံးတာ1000ကျော်သွားပြီ2000နီးပါးလောက်ဖြစ်သွားတယ် Đấy các bạn thì tốt hơn nó không được tốt hơn rồi. လိုင်းမော်အကူတွေရောကျွန်တော်တို့ငွေတွေရောပြန်မတည်တော့ဘူးဗျပြန်မတည်တော့ဘူးဆိုတော့ကျွန်တော်တို့မှာဖိအားတွေရှိတယ်ငွေမရှိတဲ့ဖိအားတွေပြီးတော့ပိုက်အရန်ပိုက်နေဘွယ်ကိုအဲ့လိုပေါ့အဲ့ဟိုညီတယောက်ဆိုရင်ကိုမင်းနဲ့ကိုမင်းဘွယ်နဲ့ဆက်နေတာမရဘူးလို့16သိန်းကနောက်30ခွန်းနဲ့5လီဆွဲပေးလိုက်တယ်နောက်အကူတွေအဲ့ရွှေကူလို့ဆိုရင်လည်း17သိန်းထည့်ရတယ်ကျွန်တော်9သိန်းလောက်ပဲထည့်ခိုင်းတယ်အကုန်လုံးပေါ့နော်ရှော့ပြပြီးတော့ကိုယ်တိုင်ချပြီးတော့ဘေးမှာအလီ30ဆွဲတယ်ဗျာပြီးရင်ဟိန်းထက်နဲ့မတိအောင်20ဆွဲတယ်အလီ50ဖြစ်သွားတယ်10ခုနဲ့ကျွန်တော်အမတ်သားရရင်ရှုံးပါမသိရင်ကျွန်တော်တို့လုံပွဲဆော့နေတယ်လို့ပဲကိုပိတ်တန်တွေကိုမနေ့ကကျွန်တော်အုပ်ကြီးပြလိုက်ဖို့လို့အိမ်ပြန်ရောက်တာနော်10နာရီလောက်မှကျွန်တော်ပိတ်တန်ရှင်းပြီးတယ်သူ့ကိုဘယ်လောက်ရှင်းရမလဲဆိုတော့84သိန်းရှင်းရကျွန်တော်တယောက်တည်းဒါပထမတစ်သုတ်ရှင်းပြီးသားနော်နောက်ထပ်ကျန်တာ84သိန်းဒီနေ့လဲဒီလိုနဲ့9သိန်း5000နဲ့ပွဲတည့်တယ်ဘယ်သူမှမတခိုင်းတော့ကျွန်တော်ညီတယောက်ပဲ2သိန်း1000ထည့်ပြီးလို့ကျွန်တော်9သိန်း5000လုံးမနိုင်တော့ဘူးဗျအဲ့ကျန်တဲ့3သိန်း3000ရှုံးသွားရင်တော့ကျွန်တော်တိုင်ပတ်မှာကျွန်တော်တော်တော်ထိတာလေဓမ္မစိုးနဲ့တဲဝတိုင်းကိုကျွန်တော်တို့ရှုံးတာအားကြောင့်လဲတော့မသိဘူး Mình kìm mà để xả rồi đúng không? ပြင်လာရင်ကေမတွေကကျောင်းမနိုင်ပြီးစားလိုက်တာတော်စင်ချီမာကြီးအကုန်လုံးကုန်ကြမဆိုင်ဘူးဗျဖိအားတန်ကျွန်တော်ဘယ်လောက်ဖိအားတန်ဖြစ်ဖြစ်ဒီတဲ့ကြီးများတဲ့ပွဲတွေတော့ကျွန်တော်စော့ခဲ့ဘူးဘာဖိအားလဲမနေ့ကဘယ်လိုဖြစ်တာလဲ
အေးငါညီထက်ကျော်ရေးစင်ပြေလာတော့ပြေတော့ပေါ့ပေကြီးလေးတွေနဲ့ပြန်ပြီးတော့ပြန်ရက်တည်ရအောင်ဒီချာလေးလောက်ပြီးတော့အကောက်လေးတွေလောက်ပြီးဒီညဆိုလည်းထိုင်းမွေးရှိတယ်ចောင်းသားပဲရှိတယ်အားရလေးတွေနဲ့ပေကြီးလေးတွေနဲ့ပဲပြန်ပြီးတော့ရက်တည်ရမှာညနာကတော့ပြီးရဟုတ်တယ်ချစ်ဖြိုးဝေကိုမိုးနဲ့နောက်တစ်ယောက်နဲ့ကျွန်တော်ယူတယ်ဗျတပွဲကိုတသိန်း2000 2000လောက်ထည့်ပေးပါအောင်မထည့်မရဘူးလို့ကျွန်တော်ပြောလိုက်တာဗျနိုင်ွယ်ပြောပြမယ်ဆရာကြီးလို့ခေါ်လောက်ကနေကောင်းရင်မနေ့ကကျွန်တော်ကလေးကလည်းခေါင်းပေါက်တာဗျညတနာရီလောက်ကျွန်တော်စီကန်းသွားရတယ်လည်းပိုက်တန်မရှိစီကန်းသွားညတနာရီလောက်မှာအဲ့မှာဆိုင်ကယ်သမားနဲ့ကသူတို့ရွာကြီးကြက်ကြီးလာလို့ပြောဒီချိန်မှာလို့တွေ့တာဟိုကလေးနေပြန်စီကန်းနေပြန်လာကလေးနေမကလေးလဲဟိုပါလို့တော့ခေါင်းပတ်တီးနေဆိုတော့လေသူတို့လည်းအဲ့လိုတခြားလေးစိုက်သွားမှာဒီနေ့ဆိုရင်လေတင်းဝင်တဲ့ပွဲတပွဲကို17သိန်းတော့ရတဲ့အောင်50တော့ကျွန်တော်50တော့ပထမဝက်နိုင်ပြီးသွားဒုတိယဝက်လည်းမွေးနေဒုတိယဝက်ကကျွန်တော်တို့ကတော်တော်ပြက်စီးသွားတာဗျဒုတိယဝက်ရှုံးသွားတော်တော်ကြီးကိုပြက်တာကိုလည်းအံ့ဩနေဘာဖြစ်လို့လဲစိတ်ဖိစီးမှုတွေများနေလို့လားဟုတ်တယ်ကလေးလေးတို့လည်းဒီမှာရှိနေတယ်ကလေးလေးတို့တကြိုးတို့တော်စင်တို့ပဒံတို့ပွဲရကြီးကောင်းတာဟုတ်ဒီနေ့ဆိုရင်16တွေကိုင်းထဲမှာပြလူပြန်တယ်ကြီးပြန်တယ်ဒါကြီးကောင်းအောင်တော့တော်တော်ကြီးကောင်းတယောက်နဲ့တယောက်ရီးကြနောက်ကြအဲခေါင်းနှလုံးပွဲဆိုကိုတို့ပြန်ကြည့်လိုက်တော်တော်ကြီးကောင်းတယ်ဟုတ်ဟာဘာဖြစ်လဲခေါင်းလုံးပွဲဆိုကျွန်တော်ဒီကအကိုတွေတောင်ရှုံးသွားကြတယ်ကျွန်တော်ကွင်းထဲမှာ18လီဆွဲရတာပြောတာတရားကတော့လောက်ဟိုဘောထုတ်တယ်ကွင်းထဲမှာအကုန်လုံး18လီဖြစ်သွားတာနော်16နဲ့က5လီ19နဲ့က5လီ18နဲ့က8လီအကုန်လုံးပေါ့ကျွန်တော်ဒီမှာတက်လာတာဒင်ဟိုဘက်ကတက်လာတာကျွန်တော်ကွင်းထဲမှာအဲ့လိုကွင်းထဲမှာဆွဲရတာဆိုရင်ကျွန်တော်တို့ကအကောင့်မရတော့ဒီနေ့မှဆွဲရတာဆိုကျွန်တော်အကောင့်မရအကောင့်ရရင်ဖြစ်သေးမယ်ကိုလူတွေလောင်းနေလူတွေကသူတို့ကြိုက်တဲ့ဘက်ကပထမ18ဖွင့်ထားတဲ့တော်စင်တော့သူတို့အမတ်ကလည်းမှမိုးနေတာဟုတ်10ခုနေထပ်ပေးနေတာဆိုတော့ဒင်ဝတို့ကလည်းဒင်ဝတို့ဘက်ကလည်းမှမိုးတာအောင်10ခုခွင်းထဲမှာသူတို့ကြိုက်တဲ့လူတွေ10ခုထပ်ပေးအောင်ကျွန်တော်အခုလိုကြိုက်နေတာသူတို့ကလည်းထပ်ယူကြတယ်ဗျဟုတ်တယ်တကြိုးကောင်းလို့နိုင်တော့တယ်ဗျကျွန်တော်နဲ့တူတူဆိုရင်တော့ကျွန်တော်ဆိုရင်ခုဆိုရင်စိတ်မကောင်းဖြစ်ရမှာအများကြီးပါနောက်ပိုင်းဘဝကိုဘယ်လိုရက်တည်မလဲဆိုတော့အတွေ့အထိပါဝင်ပြီးတယ်မနေ့ကကျွန်တော်ရှုံးဝေအကုန်လုံးတော့မဟုတ်ဘူးเนาะ55လေးစိုက်ပြီးတဲ့ကိုလေးလေးကျေးဇူးတင်တယ်ကျွန်တော်ဘလူးမန်းမရတော့နောက်ဆုံးကူညီတောင်းစရာတယောက်ပဲရှိတော့ကူညီလမ်းတောင်းလိုက်တယ်55လေးစိုက်ပြီးပြီးတော့နောက်လည်းဥပက္ခပြုလိုက်ပြီးတဲ့ဒီကနောက်ဆုံးချိန်ပဲတဲ့နောက်ဆုံးချိန်နဲ့ဥပက္ခပြုလိုက်ပြီးတဲ့ပထမ1နေ3ပေးထားတယ်ကျွန်တော်လည်းပြန်မှဟိုပါလို့မရတော့အဲ့လိုဖြစ်သွားအမှန်လည်းဝန်တော့ဒီတော့မဟုတ်ဒီအားကျတော့လေအစီကိုပြောရင်လည်းမရဘူးပြန်နော်ခေါင်းမာတာလားဘာလဲမသိဘူးဟိုကတော့ဖြစ်ချင်တာတစ်မျိုးပေါ့ဗျာနော်အဲ့ကိုဖြစ်ချင်တာတစ်မျိုးဒီနေ့ကောင်ရင်ကားတစ်စီးဝယ်မယ်လို့စိတ်ကူးထားအဲ့အိမ်မှာကြည့်မှပြည့်စင်ပါဒီနေ့ကောင်ကျွန်တော်ကားတစ်စီးရပါပြီဖြစ်မှာပဲရမှာပဲဒီနော်ဒါတကယ်စိတ်မကောင်းပါကျွန်တော်တို့ရင်းနေရအမှန်တိုင်းစကားပြောမယ်ဆိုရင်ကျွန်တော်ညအိမ်မပြောခဲ့ဘူးဗျအေးပါလူသက်ရှင်နေသေးရပါနော်ကိုမင်းကိုစံပြေးသေးခြင်းပြနေပါလူတိုင်းကတော့ကျွန်တော်ကိုစံပြေးသေးခြင်းရပါကျွန်တော်ကိုယ်တိုင်ကလည်းစံပြေအောင်လုပ်တာစံပြေအောင်လုပ်တာနေတာကအဆင်မပြေဖြစ်တယ်ဟုတ်ဒီကူတူလို့မနေ့ကတော့ဆိုကျွန်တော်ကစဉ်းစားရင်မိမနေမကောင်းနေကလေးကခေါင်းခွဲချင်းရရှုံးတယ်ပြန်လာလို့မရတောင်လေးကွဲမိုက်မိုက်ဖြစ်ဒီမှာတင်နေကုန်လာနေခိုင်းရတာဟုတ်တယ်မင်းကြီးကြီးငါကြီးမနေ့ကတော့တော်တော်ထိသွားတာအဲ့မှာငါကြီးတက်ငယ်ရင်းနေရလေပဲ17သိန်းကျော်တခါလေးတန်းလို့ခိုင်းရအဲ့ဒါလေးပါအပြင်းနော်ပြီးတော့ဟိုညီတယောက်ကို6သိန်းလားမလွှဲခိုင်းတာ
အကုန်လုံးတမို့ဆိုးရှင်းခဲ့ရတာလေမနေ့ကဟိုလွဲဒီလွဲနေတယ်တရားလေးပါလို့ရှိရတယ်ကျွန်တော်တရားထည့်လွဲခဲ့ရတာ အစီအကေရကျွန်တော်က106နေရတဲ့တော့မပါသေးဘူးကျွန်တော်ဆရာကြီးလည်းမရောက်ဘူးကြည့်လိုက်အနည်းဆုံးမရှိဘူး300လောက်ရှိပါတယ်မနေ့ကပွဲနေတော့ မနေ့ကပွဲကျွန်တော်လည်းကြိုက်လို့ဆွဲလိုက်တာကြိုက်လို့ကိုဒီမှာကစားတဲ့လူတွေတောင်ရှော့ပေးတာ9,000လောက်မဲ့လူကအဲ့ပြီးတော့30ခွန်နဲ့ကိုဝေးစီမှာအလီ30 ဟုတ်တယ် ဝေးစီမှာအလီ30ကျွန်တော်နာမည်နဲ့ဆိုတမို့ဆိုကမရလို့အကျွေးတွေကျန်တော့ဝေးကြီးတို့ယူထားပါလို့30ခွန်နဲ့နောက်ကျွန်တော် လိုင်းပေါ်မှာအဲ့လို30ခွန်နဲ့ရတယ်လို့ယုံမလားဆိုတော့အခုတယောက်နဲ့တော့တယောက်က9လီတယောက်က5လီနောက်တယောက်က3အဲ့ဒါပဲ ဒီ30ကပထမပွဲဒေါ်စင်းပွဲ6လီပါသေးတယ်တက်တော့ကျွန်တော်လည်းမနေ့ကအာဒီကိုဘလုံးမကင်နိုင်ဘူးလည်းမကူနိုင်အဲ့နဲ့ကျွန်တော်လှည့်ပတ်ပြီးတော့ထွက်လာတာလက်ပိတ်ထွက်လာဆိုကျွန်တော် easy ပါကျွန်တော်အကောက်လို့တာဘာမှမဖြစ်ဘူးအကူကြီးကိုကျွန်တော်စင်းတွက်ပြီးတော့မှဝင်လွှဲရမှာဆိုတော့ ဟုတ်တယ်ကိုအောင်ကြီး ဘာ ခုတော့ဝေးကြီးက10သိန်းလောက်ယူထားရတာကျွန်တော်10သိန်းလောက်ယူထားရတာဆိုတာဒီနေ့ကျွန်တော်လည်းတအားချင်းနေပါလေကျွန်တော်တို့ဘောရန်ကောင်းတဲ့ညီတယောက်ပေါ့နော်ဒီနေ့ပိတ်သက်မရှိလို့မရတယ်လို့ကျွန်တော်ရအောင်လက်ဟိုဖန်ပေးမယ်လို့မနေ့ကကျွန်မ AC ပေးလို့ရတယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့ဝေးကြီးမှာပိတ်သက်နည်းနည်းအပူလိုကရှိနေတာဆိုတော့ရတယ်လေဝေးကြီးမှာအဲ့မှာ AC ပဲငါကြီးအကိုးဒီမှာငါကြီးလိုကောင်းတဲ့လူတွေအများကြီးရှိသေးတယ်နော်ပွင့်မွန်လည်းမပြောတယ်ပွင့်မွန်လည်းမဟိုပါလို့တခါလေကိုကတော့မှားနေသေးတယ်ကိုရောစင်ပြေလာကိုမီးရက်တပြားကောင်းတယ်မနေ့ကမှဘူနည်းရှုံးတာလေ ချစ်ပေါ်ပါတယ်ဘောစင်ပြေတယ် ဟုတ်တယ်ဆရာလေးဒီနေ့9,000နှစ်ပွဲလုံးနိုင်ရမှာကျွန်တော်နောက်ပွဲတော်တော်ညင်းရမှာ ဒီကတော့ဒီပါ လူတွေနေလို့လား ဒီနေ့ဆရာလေးရွှေလေးက9,500မော်ကြီးမှာပါမော်ကြီးရဲထောင်တယ် မော်ရည် ပြီးရင်ကျွန်တော်ခတ်တဲ့ပွဲအများနဲ့ကျွန်တော်ထည့်ခိုင်းရင်ထည့်ပြီးတယ်ဒီတယောက်က2သိန်း2000ကျန်တာကျွန်တော်အတူတူစော့ချင်မိတယ်ဗျာကျွန်တော်အချင်းကစော့နေဦးမှာပဲဗျာချင်းကတော့ကျွန်တော်နားမယ်ဆိုတာမရှိဘူးအဲ့လိုကြီးတာလည်းမကြည့်မနေ့ကလည်းအပိုင်မွဲဆိုတော့ဂိုင်းထည့်လိုက်တာမဖီအားကြီးလည်းပါတာရှုံးလို့မဖြစ်ဘူးဆိုတဲ့အတွေ့အကောင်းလေးရောက်တော့ပို့ပြီးတော့မမောင်းပြန်လေမှားလေ အဆွေတွေဝင်လာငါဒီဝဲရှုံးသွားလဲရောမော်နောက်မှပတ်သက်ချင်းနေအကြောင်းပေါ်တယ်ရှင်းပြီးနိုင်လေပတ်စံကိုကူ30လောက်မယ်30နောက်မှရှိနေ15သိန်းလောက်ရှိနေစောက်ကြောင်းမဟုတ်ကျွန်တော်စောက်နေနိုင်မှာတော့ sorry ပါလေနော်အကြောင်းမဟုတ်ဘူးဗျကျွန်တော်တို့အဲ့လိုစိတ်ပြည့်မှုမရအခုက10သိန်းလောက်ရှိပြီလောင်းလာတာ30လောက်ရှိတယ်ဆိုတော့ခုမှစိတ်ပြည့်မှုကအရင် နိုင်လေအောင် तू ကဟိုဟာနဲ့ဗျဇော်မင်းသူနဲ့အဲ့ဇော်မင်းသူကလည်းတော်တော်ကောင်းတဲ့ကလေးမန်လေးမှာကျွန်တော်သူ့တော့ကောင်းတဲ့လူမတွေ့ဘူးသေးဘူးလို့ပဲပြောရမှာဒါကျန်တဲ့လူတွေကိုစော်ကားတာမဟုတ်နော်အဟောက်ခံနဲ့ငွေစိုက်ပေးတယ်နိုင်ပိတ်ဆံပေးတယ်ဇော်မင်းသူကဒီလိုကလေးမျိုးကျွန်တော်မတွေ့ဘူးသေးဘူးမြန်မာပြည်မှာတော့မတွေ့ဘူးသေးဘူးဒီလိုကောင်မျိုး ဒါပေမဲ့ချင်းသမားတဲ့ မနှွန်နာခံပြီးတော့နေတာပိတ်ဆံရှိမရှိရှိ ပင်လာတဲ့ဘုရားနဲ့ပြောရတယ်။ तू အားလေဇော်မင်းက तू မိမနဲ့တော့မေးဘူးလေ။ तू ခန္ဓာလာအေးလို့တဲ့။ပင်လာတဲ့အာနာနဲ့အားနဲ့ဟွာတော့မင်းတို့နဲ့ကအတူတူပေါင်းလိုက်ပါလို့ तू မိမကိုကွဲပြီးတော့လို့ဆိုကြီးတယ်ဗျာနော် ဟုတ်တယ်ကိုအောင်ကြီးဒီညကျောင်းသားဝဲရှိရနော်ကိုအောင်တင်ပြီးပါလားကျောင်းသား ။ပါ ကိုအောင်ကြီး တင်းရွယ်လေ သူကပဲရလေ ။ तू ဟိုဘောချိန် ချီမာကြီးဖန်ရှုံးပါလိမ့်ဗျကိုအောင်လောင်းတဲ့ဘက်ကရှုံးပါလိမ့်အဲ့ဒီမန်လေးကကိုတယောက်ဆိုလည်းရှိတယ်ဗျကိုရှူပိုးလေးလိုပါတယ်ပေါ့နော်သူဆိုရင်လည်းကျွန်တော်တို့ထည့်ခိုင်းရင်9,517သိန်းမနေ့အဲ့မနေ့ကပွဲဘယ်သူမှမထည့်ခိုင်းတာကျွန်တော်အခုမင်းငယ်ငယ်ငါညီတို့ဘာလို့လဲမထည့်ခိုင်းဘူးအဲ့ဒါဟိုငါညီတငယ်ချင်းကတော့ထည့်လိုက်တယ်3,000 3,000လောက်မသိဘူးအဲ့ထည့်လိုက်အဲ့တော့သူကစနေရပြောတာ9,517သိန်းလောက်ထည့်နေတာလေကိုမင်းအဲ့လောက်မရဘူးအဲ့ဒီက3,000ပဲရတယ်ဆိုပြီးတော့ short ပြတာကျွန်တော်မနေ့ကပွဲကိုကျွန်တော်မထည့်ဘဲနဲ့ကျွန်တော်ကိုထည့်ပေးမဲ့လူတွေအများကြီးရှိတယ်ဗျကျွန်တော်ဘက်ကတဝက်တောင်းလို့ကျွန်တော်ဘယ်လိုပြောကျွန်တော်ချက်မှမထည့်ရဘဲနဲ့နောက်ပိုင်းလောဘကြီးသွားတယ်ခက်မဲ့နေအဲ့နေရာဖြစ်လိုက်ရင်ကျွန်တော်ဒီလောက်ကြီးစိတ်မပူရအောင်
အကုန်လုံးဝိုင်းတဲ့ပေးရတယ်ဟုတ်ကဲ့ပါဦးဝေဖြိုးရေအဲ့လိုလည်းမဟုတ်ပါဘူးကိုကြိုက်လို့သွားခတ်ပြီးမှရှုံးရင်ဟိုကွင်းလာဒီကွင်းလာဟိုလူပြောင်းဒီလူပြောင်းကျွန်တော်တို့အဲ့လိုတော့မပြောပါဘူးခက်လိုက်ပါဖြစ်ပါအောင်နော်စိတ်မကောင်းတော့ဖြစ်ရပါတယ်ဒီနေ့ကကိုပေါ်မှာအမြဲတမ်းကောင်းနေတဲ့လူရဲ့ဒီပိတ်ခါကိုပူစင်းကိုခံရတာဟဲ့ကောရင်ကားစီးပွဲမယ်လို့စိတ်ကူးထားတဲ့အိမ်မက်တွေလည်းအကုန်ပျက်စီးသွားတယ်ကျွန်တော်တို့သုံးကြတာပါဒါလေးဘူးလာပါအပြစ်အဒီခံမယူရိုလည်းပြည့်တယ်ပြအောင်10သိန်းဆိုဒီချက်မှမလည်းပြနိုင်ဘူးခဏနေတော့ရအောင်ရထားရယူရိုနဲ့ဘုထုံးအခုတယောက်ချင်းပြန်ပွဲအကြောင်းစရာတို့ကြောက်ကြောလို့မပါတော့ဆိုတော့ကြည်ရတယ်ရတာရှိပါမလားစဉ်းစားဟုတ်တယ်ပါကြီးမျိုးကြီးအဲ့လိုဖြစ်နေကျွန်တော်ဘယ်လိုပြောမလဲတော့ဒီကွင်းချင်းတဲ့ချိန်မှာစိတ်ကရှုံးလို့မရဘူးဆိုတဲ့ကြောက်စိတ်ကြီးဝင်သွားတဲ့ပုံစံမျိုးဖြစ်တယ်ဘာပြောရမလဲဗျာကျွန်တော်တမို့ဆိုသွားချတယ်ကြီးကောင်းလို့ချတယ်ကြီးကအခုကျန်တဲ့ကွင်းနဲ့မတူဘူးဗျတနိုင်ငံလုံးမှာကျွန်တော်တို့တွေ့ရောက်ခဲ့ဘူးတဲ့ကွင်းတွေဒီကဘာလုံးမှာကျွန်တော်တို့ရောက်ခဲ့ဘူးတဲ့ကွင်းတွေထိုင်းကွင်းတွေတောင်တမို့ဆိုမမီသူတို့ခန့်ဆွဲအဲ့ဒါသူတို့ဘောစီနဲ့ဥပဲရှိတယ်ပူနိုင်တယ်လို့ပဲရှိတယ်ခန့်ဆွဲပြဝေးလဲစင်ပြေပါလေဝေးလဲစင်ပြေတယ်ဆိုတော့သူဘေးကြီးတွေမှန်မှန်ငန်လုံနေတယ်ကျွန်တော်တက်တောင်မှန်သေးရဲ့ပဲဘေးကြီးတွေနော်ဟုတ်တယ်မနေ့ကတော်စင်နဲ့တပြရလဲကုန်တာပဲဟုတ်ကဲ့let's see ကျေဝဲကြောင်တော့တာတော်တော်ကြီးကိုအံ့ဩနေမသိရင်လောက်ပွဲဆော့နေတယ်ပဲဘာလို့ပြောရလဲမသိအတီးရဲ့ပွဲနိုင်တယ်ဆက်ကြည့်ပါဒီကတော့ကြည့်ဒီစစ်တာကောမဒီခါလို့ဘယ်လိုဖြောက်လဲဆရာဖျောက်လို့မရဘူးပေးတဲ့ဟာကိုဒါလေမစကားပေးတာလို့လေမန်လေးဒီဖုန်းနဲ့ပတ်တော့တယောက်ကြီးပွဲကအကြောင်းစရာနဲ့ကျွန်တော်မေးကြည့်လိုက်တဲ့အခါမှာမန်လေးကကုန်တိုင်းတစ်ခုမှသူခတ်ချင်တဲ့အချိန်ကျရင်ခတ်ဖို့ကျွန်တော်တမုတ်စိုးလည်းပြောတဲ့အခါမှာတမုတ်စိုးကလည်းလက်သိမ့်ခံတယ်ဗျ။ကြောင်းစရာနဲ့ချင်လို့ပေါ့ကျွန်တော်ကျန်တဲ့ကွင်းနေလို့မဟုတ်ဘဲနဲ့ဒီဆရာလေးကိုလည်းကျွန်တော်ပြောထားတဲ့အခါမှာအစ်စ်မိမိနဲ့ရုပ်တံကောင်းကောင်းလေးရှာပေးမယ်ခဏလေးပုံစံမျိုးနဲ့လာပြီးနေလို့နော်ကိုနော်လုပ်ပြရမှာကျွန်တော်အဲ့လိုပြောတဲ့အခါမှာကျောင်းဆရာလည်းနည်းနည်းစိတ်ဝင်စားသွားတမုတ်ဆိုးဘက်ကတော့ကျွန်တော်အစိုးရကပြောတာအဲ့ပွဲသာဖြစ်ခဲ့ရင်ကုန်တိုင်းတစ်ခုမှကျွန်တော်တို့ကျင်းပမယ်လို့လည်းသတင်းကြားတယ်နော်ဖြစ်တော့ဖြစ်မှာပါကျောင်းဆရာထိုင်းတွေကိုခတ်ပြီးတော့ခြေလုံးပုံနဲ့မခတ်ဘူးဆိုရင်လည်းပြောခံရမှာမယ်ဟိုသူ့ကွင်းမဟုတ်ဘဲနဲ့တခြားကွင်းမှာနော်တော့အဒီကငါဘန်းပေးရမလားမသိဘူးဆိုရင်ဒီပတ်စံကိုဘယ်လိုလုပ်လဲကျွန်တော်တို့ဒီကတည်းကအဲ့လိုကြီးရကြတာဟောဘ
န်းပြီးမှရတာမှာတရားတော့ဘန်းသမှာဗျာကျွန်တော်လည်းမအဲ့တော့မန်းလေအဲ့လောက်ကြီးရင်မကြိုက်တော့ဒီနေ့မှဝင်ပြီးတော့ဟိုမှာလုတ်ချင်ရဘန်းပြီးငါတွေကဟုတ်တယ်ရဲခိုင်ကျွန်တော်ကဂျန်နဲ့လိုက်သမားလေးနဲ့မတူဘူးလို့ ဒီလည်းဘူးတူတယ် ဘူးတလင်နေကနေအဲ့အဒီဆိုတဲ့ ADE ဆိုတဲ့ဟာဖမ်းလိုက်တော့ဒီနေ့မမြွေပွဲပြီးဖြစ်တော့လားဒီဘက်ကတော့ဖြစ်တယ်ဗျအာထစ်ဘက်ကပဲလို့တော့လားဒီဘက်ကခေါင်းချုပ်ပွဲကဒီလိုဘက်ကဖြစ်ပြီးသားဘမ်းမှာတွေ့လားဒီဆိုရဒီအဲ့ကောင်ဘမ်းဟုတ်လားမျိုးလေးမင်းဘာလို့မပါလဲမန်ရေးလို့ရတာရော Hello. Thấy chưa? Hello. Hello. ဟုတ်တယ်ဗျမျိုးကြီးဒီလိုကြောင်သွားမှမသိရင်ကျွန်တော်လောဝဲစောတယ်လို့ပဲဗျနော်ကျွန်တော်လောဝဲစောလားမစောလားအဲ့တမုတ်ဆိုးကလူတွေတောင်ကျွန်တော်ကိုပြောနေကြကိုမင်းလောဝဲစောနေရတာအဲ့မှာအုပ်ကြီးတို့ကရှင်းပြတယ်အခုထိမရှင်းနိုင်လို့ပြည့်တဲ့မရှင်းနိုင်လို့ကျွန်တော်10နာရီလောက်မှအိမ်ပြန်ရတယ်ကျွန်တော်ခုနပြောသလိုပေါ့ဒါမျက်အိမ်ခံလို့လားမဟုတ်တော့မနေ့ကပို့တင်နေဆိုတာတချို့လူတွေကိုသိစေချင်လို့ရမိမနေမကောင်းကလေးကကောင်းခွဲကျွန်တော်အချင်းရှုံးစဉ်းစားရင်ဘယ်တော့စိတ်ညတနားကြတော့ထပ်ပြောဖို့မလုပ်ရတယ် ဒီမှာ time ဝက်ပို့ထားရနော်စောကျင်ပြောပြီးတော့နော် ဟုတ်တယ်ကောင်းတယ်မနေ့ကအဲ့မှာဝေယူမေးကြည့်လိုက်ကျွန်တော်တို့ရှုံးတဲ့အရှုံးอ่ะ line ပေါ်မှာတတနာခံပြီးတော့ရှုံးတဲ့အရှုံးမဟုတ်ဘူးကျွန်တော်တော်တော်ထိပါဘယ်လာရင်းနဲ့ရဲမွန်နဲ့မန်းလေးသုံးဆက်ကြည့်လို့မရဘူးလားဆက်နေတာဘယ်လာရင်းရဲမွန်ရောတမိုးဆိုးနဲ့ခြာခိုင်းလို့မမပါဘူးကိုဆိုရေးဟုတ်တယ်တရေချံပေါ်စီရေ မတေးချင်လို့ကျွန်တော်နေရ အဲ့ပွဲမချရဲတော့ဗျာကျွန်တော်တဲပွဲလေးမချရဲတော့ တော့အဲ့ဒီချင်းမခက်နဲ့တော့တေးကြလား စိတ်တည်လဲပြင်မန်းနေစိတ်တည်တော့ပြင်မန်းနေမှာ ဟိုသာလာလေးကြားတယ်လေနှကမ်းမိုးလေးတိုင်းပေးနေတော့တယ် ကလေးကလည်းညသွေးကြီးဖြန်းဖြန်းထွက်တာပဲကောင်းကွဲတော့စီကန်းသွားတယ်တနားရီလောက်စီကန်းသွားပြီးတော့အဲ့နောက်ကဆိုင်ရင်နဲ့လိုက်လာတယ်စီကန်းပြန်လာဒီချိန်ကြီးဘာလို့ထွက်ကြရလဲပါတော်သေးကပါတယ်ဖုံးလေးပါတယ်လူပြီးတော့အဲ့ကလေးလေးမြင်တော့ခေါင်းကလည်းပတ်တီးနေတော့ဆိုမြင်တော့အဲ့တော့ရှုံးရင်လို့ပြောတဲ့လူတွေလည်းပန်းပါကိုပိတ်တဲ့ကိုကတေကြီးကလည်းအများကြီးပဲကိုပိတ်တဲ့ကိုရှုံးတာဒါမလို့ line မော်လေးတွေကမပြောကြဗျာအဲ့တမုတ်ဆိုးရွာသားတွေကပြောကြတယ်ရွာလူတွေကိုမင်းလိုဝဲဆိုးနေတာဖြစ်နေဆိုဒါအုတ်ကြီးကိုလားအုတ်ကြီးကကျွန်တော်ကိုပြောကိုမင်းကိုပြောနေကြတယ်နော်ကိုမင်းလိုဝဲဆိုးတယ်ဆိုပြီးတော့ပြောနေကြကျွန်တော်ရွာလူတွေကအုတ်ကြီးကခုချိန်ကြီးတောင်မပြန်နိုင်နေကိုခုနဲ့ကိုအဲ့ဒီလည်းမရှင်းပြနိုင်ဘူးဗျာပိုင်နေတယ်လို့ကိုစီရခင်ကြီးပိုင်နေတယ်လို့ကျွန်တော်တို့စိတ်ထဲမှာအပိုင်ဆိုပြီးချလိုက်ရအောင်ဒီတဲကျွန်တော်တဲဝဲခတ်မယ်ဆိုရင်လောင်းပေးမဲ့လူတွေအများကြီးပဲဗျကျွန်တော်အဲ့လူတွေတောင်နည်းနည်းဒီပဲလောင်းခိုင်းပြီးတော့ကိုတိုင်က30ခုနေနဲ့ဘေးမှာလည်းအလီကြီးတွေဆွဲထားတယ်အများကြီးပဲပိုင်နေချင်းထချဒိုးပါကြီးအောက်ကအာစတီယာမင်းအနိုင်ဒါပေမဲ့မနေ့ကတေကြီးရှုံးတော့လေကျွန်တော်ကဆွမ်းပြောလို့ကျွန်တော်1 minute ဘာဖြစ်လို့မသိမချင်းပြန်ရှာလို့ရတယ်ကိုတရား ဟုတ်တယ်ကိုတန်းစံတော်ကြီးကိုဒီဆိုရင်ကျွန်တော်ခတ်တဲ့ဝဲဆိုရင်အကိုဒီပွဲလေးကျွန်တော်ပွဲလေးပိတ်သက်မရှိလို့2သိန်း3000 3သိန်း3000ထည့်ပေးပါဆိုရင်ထည့်ပေးတယ်ကိုဒီအဲ့နေရကျွန်တော်ဘယ်သူမှမထည့်ခိုင်းဘူးလောဘကြီးတော့စော်ပေးလိုက်တာ30ခုနေနဲ့တောင်းကိုတန်းစံတော်ကြီးကျွန်တော်အလီ30ဆိုပဲအဲ့ဒါသူတို့မသိအောင်နှိမ့်ထက်နဲ့အလီ20ထက်အလီ50ဖြစ်သွားတယ်တေကြီးနဲ့အဲ့30ခုနေနဲ့ဒီကရှင်းမနိုင်တော့ဖြစ်သွားတာ
နော်ကြီးမခတ်ဘူးလို့ဟိုကလောက်တာကျွန်တော်အကိုတရားတော်ပြောဟာတေဝဲတော့ကျွန်တော်တစ်ချက်မှမထည့်ရဘူးလို့တေဝဲခက်မှနေကြတယ်ကျွန်တော်ဒီလောက်ပဲရတော့တယ်ဒီလောက်22သိန်းထဲမဲ့လေးကိုအဲ့လိုပေါ့16သိန်းဝယ်ပဲရတော့တယ်17သိန်းထဲမဲ့လေးကို9သိန်း5000ပဲရတော့တယ်9သိန်း5000ထဲမဲ့လေးကို3သိန်း1000 2သိန်း1000ပဲရတော့တယ်ဆိုပြီးပြောပြီးတော့တေကြီးကိုရှော့ချတယ်ဆိုတော့ကျွန်တော်အဲ့တေကြီးကအဲ့လောက်ကြီးမများဘူးကျွန်တော်ဘေးသွဲတွေများပါတယ်ဘေးသွဲတွေများပါတယ်ဟုတ်တယ်ကိုနေပြောရင်ကျွန်တော်တော်တိုင်ဖက်နေတဲ့အနေထားလို့ အစီမ sometime something တော့ sometime ပေါ့နော်တခါတည်းအောင်ဒါဖြစ်ပါတယ် ဒီနေ့လဲတကြိုးကောင်းလို့နိုင်တော့ဟုတ်တယ်တကြိုးပွဲမှာကျွန်တော်ဒီမှာလောင်းတဲ့ညီကိုတွေ18လီတောင်ပါသွားတယ်အဲကျွန်တော်ဒီမှာဒေုံဘက်ကပထမ18ပေါက်တော့ဒေုံဘက်ကအောက်ကြီးတွေတက်လာတော့နောက်ဒေုံဘောတော့က2မှတ်ဒီဘက်ကတော်တယ်တော့0 18ခွန်ပေးတယ်ဗျာ10ခွန်ပေးတော့ကျွန်တော်အဲ့ကိုတွေဖုံးဆက်တာကျွန်တော်မကောင်းလို့ပြောအခုလို့ဒေုံဘောက2မှတ်လဲရနေပြီလို့အဲ့ကို10ခွန်ထပ်ပေးနေသေးတယ်ဟိုလိုဘာစရာမှမဟုတ်နော်တော်တယ်တော့သူတို့ကကြိုက်လို့ပေးတာခေါင်းနှလုံးနဲ့ပြောဒါနိုင်သွားလေအသေးတန်မှာနိုင်သွားတာအဲ့ပွဲကတင်မွေးပြန်ဖြစ်ရင်တော့နှစ်ဖက်လုံးကြိုက်ရမယ်အနေထားလေကြီးကျိုးရဲ့အောက်ကထိုင်ရမယ်အနေကျွန်တော်ညီဒီမှာကစားနေတဲ့ညီကိုတွေတော့ကျွန်တော်အားနာ16เนาะအမှတ်တူတော့16ထပ်ပြီးတော့ထပ်ဆွဲရတယ်ထပ်ဆွဲတော့အကုန်လုံးကျွန်တော်ကွင်းမှရှင်းလိုက်ရ18လီပေါ့နော်18လီ10သိန်းကျော်ပဲရှင်းလိုက်ရတယ်ဟုတ်ကဲ့ပါအဲ့ပွဲကဒင်ဟိုတို့ကြိုက်ရင်ပြန်တင်းနေတယ်ပွဲဒါကကျွန်တော်အမြင်ကိုပြောတာနော်ဟိုဘယ်ဘက်မှလိုက်ပြောတာမဟုတ်ဒင်ဟိုတို့ကြိုက်ရင်ပြန်တင်းနေတင်းနေပွဲဘာခေါင်းနှလုံးနဲ့ဟိုဘက်3ကိုအစုံပေးထားပြီးတော့ဒင်ဟိုတို့3ကလည်းဟိုမတိုက်တတ်တဲ့လူတွေမျိုးအများနဲ့စော့နေတယ်အခုညိုဒီခုနကကျွန်တော်မန်စညာလူတယောက်ကလာပြတာအောင်စီပိုက်တော့ခြင်းပြရနေတင်ထားတယ်ဗါလေသူတို့ဘယ်ကွင်းဆိုတာဖြစ်လိုက်ပြီဆိုရဲကြောင့်ဘာအကြောင်းလဲတော့မသိဘူးဗျတခုမှချင်းဝင်းမြန်မာချင်းဝင်းနေအဲ့လိုရော့သွားတာကျွန်တော်တို့အနေနဲ့မလိုလားဘူးချင်းဝင်းနေစီမှာအဲ့ချင်းဝင်းကလူငယ်ချစ်တယ်လေးတွေမင်းပါကောင်းလဲငါပါကောင်းလဲအဲ့ကြမှာပွဲရပိုးနေချင်းဝင်းနေဖြတ်သွားတယ်ဆိုရင်ကျွန်တော်ဘယ်ကွင်းဖြစ်ဖြစ်နော်ချင်းဝင်းနေပြတ်သွားတယ်ဆိုရင်ကျွန်တော်တို့မလိုလားပါဘူးဒါကျွန်တော်ရင်းနေဆန္ဒပါဒုတိယဝင်တဲ့နဲ့ကြီးနေကိုကြီးပေါ်ဝလိုက်ပါလေကြီးမကောမင်းကြီးရဒုတိယဝင်ဆောင်းမကြီးရဖြစ် ဟုတ်ရင်ဒီမှာကိုတော့စားပြန်နေတာပဲဒါစီလော ဟုတ်တယ်ဒီနေ့မီးမလာဘူးဗျဟုတ်တယ်အောင်ကိုဝင်အဲ့ပွဲတော်တော်ကြီးကိုကြည့်ကောင်းတယ်နော်မကြည့်ရသေးရင်ကြည့်တော်တော်ကြီးကိုကြည့်ကောင်းတယ်ပွဲအဲ့ခေါင်းနှလုံးနဲ့ပွဲအသေးတယ်နော်တဲတယ်တိုင်းဒီဟိုဘက်ကလည်းပြန်တင်းလို့ရတယ်ဗျကြီးရလေအသေးတယ်ကြီးရလေ16ပေးထားတာကိုတော့ဟိုโอเคပြန်လာနော်ဟုတ်ပြီဝေးလေးလွှဲလိုက်ပါဦးစနေမစတော့မှတချို့မဖြစ်နိုင်တဲ့လုံးကြီးတိုက်တော့ပိုက်ခောက်ပြီးတော့ကြာတော့ပို့ပြီးတော့14စနစ်ပြော14စနစ်ဖြစ်သွားဒါဒီနေ့အာစီလိုမျိုးပဲအာစီကြောင်လိုမျိုးပဲတော်စင်းနဲ့ဥလာပဲတော်စင်းဥလိုအမှန်လောက်ထိရောက်သွားတာဟုတ်လားမဟုတ်ပါဘူးသူလည်းခေါင်းလုံးလွယ်မလို့လည်းပြတယ်မလွယ်ဘူးဒါလည်းသူနည်းနည်းကြောင်သွားတယ်မှတ်လိုက်တာတော့ဟုတ်ပြီပြက်ကြီးကိုတိုက်ချတာပါဒီမီးမလာတော့ဟုတ်တယ်ကိုကျော်စိုးနိုင်ရေဒါတမုတ်ဆိုးမှာခက်ချင်တဲ့လူတွေကတော့ကြီးကောင်းခက်ရမယ်ဗျကြီးကောင်းခက်ရမယ်ဒါတမုတ်ဆိုးအကြောင်းကိုအဓိကထားပြောတာဆိုတော့ချစ်လုံးပုံနဲ့အကြောင်းဆရာပွဲဝမ်းပွဲကဖြစ်စေချင်တာအကြောင်းဆရာနဲ့စကားပြောကြည့်လိုက်တဲ့အခါမှာကုန်နိုင်လဲဆိုရင်လည်းမစိုးအောင်ဘူးတဲ့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ထိုင်းနိုင်ငံပုံစံမျိုးကိုကျွန်တော်သွားကြည့်တယ်ကျွန်တော်အစင်းမင်းနဲ့ဆက်ကျောင်းဆရာပြင်ပြပွဲမရလိုက်ဘူးလားကိုမင်းနဲ့မန်လေးရလူတွေအခုကွင်းထဲမှာရှိတဲ့လူတွေပေါ့နော်ကွင်းထဲမှာ line မောအကူညီကိုတွေအကုန်နိုင်ရတယ်ဗျာပြင်ပြပွဲ line မောတွေ16ခွင့်တော့အကုန်လုံးကျောင်းဆရာဘက်ကပဲနေကြတာဗျအဲ့ပွဲကျောင်းဆရာဘက်ကပဲနေကြတော့ကွင်းထဲမှာလည်းအဲ့16နဲ့ကိုမရလို့စိတ်ကောက်နေတဲ့လူတွေကရှိသေးတယ်ကွင်းမှာလာကြည့်တဲ့ပြည်သက်တွေကအပြင်များ16ကျွန်တော်တို့မရတော့ဘူးလားကျွန်တော်ရတော့ပဲပြေးတာဘူးရတော့မရတော့လားမရတော့လားမရတော့ဘူးလို့ဒီလောက်ပဲတက်လာတာအဲ့တော့ကလည်းအလီ50လောက်တက်တယ်ဘယ်လိုပြူးပြူးမကြည့်နဲ့16ဆိုတော့
ကွင်းထဲမှာဆိုတော့ကျွန်တော်ကအဲ့ဒီ450တက်တာကျွန်တော်အထင်မကြီးနဲ့ကွင်းထဲမှာဆိုရင်ကျွန်တော်က line ပေါ်မှာအကောင့်ကချက်ပဲလုပ်တာကွင်းထဲမှာဆိုရင်30ပေးရတာဆိုတော့ကျွန်တော်အကောင့်မရဘူးဗျအဲ့ရတဲ့ခါချက်ကိုမရလေကျွန်တော်ဘာမှမပြောဒါကျွန်တော်ကောင်းကောင်းကျွန်တော်ပြောတာမဟုတ်ဘူးနော်အကုန်လုံးဒီလောကကြီးကိုလူတွေပို့ပြီးတော့ဒီလိုကစားတာလေးနဲ့စိတ်ဝင်စားလာရင်ကျွန်တော်တို့ကပို့ပြီးတော့ပျော်ရွှင်နေရတယ်တချို့ဘယ်တချို့နေ့တွေဆိုကျွန်တော်အကောင်းမရတချို့ကအများကြီးတက်တာပုံမင်းအခုဝေးလို့ဆိုကျွန်တော်တို့ပြောအရှိအများကြီးတက်တာနဲ့အကောက်လို့မထင်နဲ့လို့တချို့အရာတွေကျတော့အကောက်တစ်ဝက်ပြန်ပေးရရင်ငါတို့ကအကောင်းမရဘူးဘာအကောင့်ကချက်ပဲလောက်ထားတယ်ကိုကောင်းကောင်းကိုပြောတာမဟုတ်တော့ဒါ ဒီမှာအားသေးရတယ်ဒီပေါ့ ကောင်းလာမှာပါဇေယျထိုင်ဝဲတွေကနောက်ပိုင်းကောင်းလာတော့မှာပါနော်ဟုတ်တယ်ကိုကိုဆိုရင်အောင်စီချင်းဝင်ဘာဖြစ်ပိတ်သိမ်းသွားလဲဆိုတာကျွန်တော်တို့စဉ်းစားလို့မရဘူးသိတဲ့လူတွေကတော့သိမှာပါတို့ကလည်းထုတ်ဖို့မပြောချင်လို့မို့အကြောင်းမျိုးမျိုးကြောင်းဆိုတဲ့ပုံစံမျိုးတင်အောင်တင်မှာပါဘာကြောင့်လဲဆိုတော့ကွင်းထောင်ထားပြီးတော့ပြန်ပျက်စီးတယ်ပြန်ပိတ်သိမ်းလိုက်တယ်ဆိုတာကျွန်တော်စဉ်းစားမိတာပါမြန်မာမင်းရရန်ကုန်ပြန်မယ်လို့တာမိုက်ပြိုကကြောင်ပြီးကွင်းမယ်မင်းနဲ့တားထားကျွန်တော်မပြန်လာနိုင်ဘူးလေဒီချိန်ကြီးကိုမပြန်လာနိုင်ဘူးအိမ်ဖုန်းလေးတစ်ပုံကဆက်ကလေးရတယ် ပြန်လာချင်း9နိုင် 9နိုင်ကျော် 9နိုင်နေပြီလို့ ကိုထူးရဖြစ်မှာအဲ့ပေါ်ဖြစ်မှာဘူးနဲ့ကိုအချိန်လေးနဲ့ဆောင်ကျွန်တော်အများအားပြောဥပါတယ်တမုတ်ဆိုးအရင်တော့အပြင်ဝင်ထွက်မခတ်ဘူးလားမခတ်ဘူးလားအခုပြင်ဝင်နေထွက်ခတ်တယ်အရင်အလင်းမလို့နေပြတချို့ຢာတွေကတော့ကျွန်တော်တို့ဘက်ကလည်းပြန်စဉ်းစားပြီးတော့ဟုတ်တယ်ကိုမင်းကြီးကြီးလိုက်တဲ့ချပဲကိုကြိုက်လို့ကစားကြတာတချို့ຢာတွေကြလိုက်တဲ့မှာချမပြပြန်ဒါမှန်နေပြအောင်ကိုကြီးရောပြင်များပြန်တင်းနေပြအကြောင်းချတယ်ကတော့အကြောင်းပြစားတာလည်းတော်တော်ကောင်းတယ်လို့ပြောရသူများမဖြစ်နိုင်ဘူးလို့ထင်တဲ့အားတွေကိုလောက်ပြပါလောက်ပြခုပြင်များဝဲဆို16ထိပေါက်တာဗျ16တော့အောက်ကနေမဲ့လူကတိတ်မရှိဘူးကျွန်တော်ဒီမှာတက်တဲ့ဟာတွေအဲ့ဒီကအများကြီးတက်တဲ့ဟာတွေကျွန်တော်ကွင်းထဲရလူတွေကွင်းထဲရလူတွေအကုန်ကိုပြီးရင်တမုတ်စုမှကျွန်တော်တို့ပွဲအကုန်လုံးဂျာကြီးတို့ပွဲတွေရောအကုန်ကိုအောင်လုံးပွဲတွေရောအကုန်ညတာအကုန်ညတာနော်ဒီစေခုံးနေနဲ့ဆွဲပြင်များရိုက်လိုက်ကျွန်တော်တို့ကဂျုံမွေလိုက်နေအဲ့မှာမန်လေးရလူတွေလည်းမြော့ပဲကြံတော့တယ်ဗျဒီကွင်းမှရှိနေတဲ့လူတွေအခုတချို့လူတွေပြောကြတယ်လိုင်းမော်လူတွေပဲခံရတယ်ကွင်းထဲရလူတွေကအေးစိထိုင်စားနေမထင်နဲ့ဗျအခုကျွန်တော်ရှိနေတဲ့နေရာမှာခုလိုင်းမော်လူတွေခံရဖို့ဆိုတာမစင်စားနဲ့ကျွန်တော်ပွဲတွေကိုလေးလာတယ်သုံးသက်တယ်လေးလာသုံးသက်ပြီးတော့ကျွန်တော်တည်ချင်းနဲ့ပြန်ခွာတယ်မူမမှန်တော့ဘူးဆိုရင်ကျွန်တော်ကအကောင်လုံးပြန်ဆင်လုပ်တယ်မူမမှန်တော့ဘူးဆိုရင်တော့ဟိုတနေ့ကသားသားကြီးနဲ့ထိုင်နေပွဲကျွန်တော်ပွဲမစားခင်ကျွန်တော်စုံစမ်းတယ်သားသားကြီးမင်းတို့ပွဲကတည်ကြီးဘယ်လောက်လဲဟို1100 2000ဟာဘယ်ဟုတ်မလဲတဲ့ကိုမင်းနဲ့တည်ကြီးတစ်ဝက်တဲ့9000ပါဟာအဲ့ဒါဆိုဒီပွဲဘေးကြီးလုံးလို့ရတာကြိုက်တဲ့ဘက်ကကစားအဲ့မှာကျွန်တော်ဘေးကြီးဖွင့်ပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့တည်ကြီး9000ကိုကျွန်တော်တို့ဘေးကြီးမလုပ်ရင်ကျွန်တော်တို့လောက်မိုက်တယ်လို့ရှိပါတော့မလားတချို့ကပြောနေမှန်ကအတင်းဆော့မတော့အခုသားသားကြီးကပြန်စိန်ခေါ်တယ်ဗျာပြန်စိန်ခေါ်တယ်ဘက်ကိုတန်းနဲ့ချီပြီးစိန်ခေါ်ပြီးမယ်ဘို့လို့နေမှာချမ်းတို့ဘက်ကရှိရင်ထွက်ခဲ့မိုးလုံးလေးလုံးပွေးမှမယ်ကစားပြီးကျွန်တော်တို့ဒီကြဘာကြောင့်လဲဆိုတော့တသားကြီးကောင်းစားပြီးကိုတုံတိုင်ဒီတိုင်းအစုံထိန်းတာတော့မလွယ်ခဲ့ဘူးဗျတသားကြီးကောင်းစားပြီးကျွန်တော်တို့မြင်ဘူးတယ်တော်တော်သွားတယ်တသားကြီးနဲ့ဂိမ်းမှာပြီးသွားတယ်တသားကြီးပဲသွားတယ်ကောင်းစားပြီးမတူဘူးလားမတူဘူးတသားကြီးပဲကောင်းတယ်ကလေးလေးလေးရောက်ခေါင်းနေလဲတနေ့တသိန်းဝင်ရှိနေပဲဒီမှာမလိမ္မာလို့သာဟိုဘီယာတော့အေးစေနဲ့တထေးလို့နေလို့သာအခုဘေးကြီးလဲလုံနေပြီကလေးလေးတို့လေသူဒီမှာအများအားလောင်းပေးတာ9သိန်း10သိန်းဒီရောက်မှဒီကမန်လေးကအခုဒီရောက်ကအကောက်ရပြီးတော့အေးစေတေချာလေးလာတေချာနေထိုင်ပြီးတော့သွားရင်တော့အစီအပြေရမှာကိုကသူများကစုံပါလားကိုယ်ကဘာမှသုံးမလို့ဟုတ်တယ်လုံပေးတယ်မင်းတို့လည်းတစ်ချက်မှမလောင်းဘူးကောင်းမြတ်
ကောင်းကောင်းခိုင်းလောက်ပွဲကြီးပြောကြတယ်မင်းတို့ဒီချက်မှမလောင်းနဲ့ပြောရတကယ်လောင်းတဲ့လူတွေကဘယ်သူမှမထင်ကြဘူးကမဟုတ်ပါဘူးကိုထွေးအဲ့လိုလည်းမျိုးကြီးပြောင်းနေရနော်ကျောင်းနဲ့ပြင်များဘွဲကအကုန်ပြင်များဖြစ်တာအရင်ဘွဲတွေကြောင့်မဟုတ်တယ်တမုတ်ဆိုးကိုလည်းပြင်များဖြုတ်လာအာကြီးကိုလည်းဖြုတ်လာအဲ့ကြောင့်ကျောင်းဆရာယူလို့ခက်တာပါလားဆိုပြီးတော့လူတွေရဲ့အတွေ့မှာ မတူဘူးလေ တွေးကြမဟုတ်လူတွေရဲ့အတွေ့မှာကျောင်းဆရာယူလို့ခက်တာကျောင်းဆရာ စားပေးမတူတာ စားပေးခြင်းမတူ ဘုဘကအပြင်းနေပဲပါယူ အပြော့အပြင်းပေါ့အောင်းလေးလီကလေးလေးတို့တို့ကတော့သူကစပွန်ဆာရှိတယ်မန်းလေးမှာသူတို့စပွန်ဆာမရှိသေးဘူးအဲ့လိုမန်းလေးမှာသူတို့စပွန်ဆာနဲ့တူလေးတွေဖြစ်စေချင်တာကျွန်တော်အဲဒီမှာမန်းလေးမှာအခုကြောင်ပြီးခွဲတမုံစိုးခွဲမှာကိုပရိသတ်တွေရှိမှာပဲဗျာအခုရိုးပရိသတ်လေးလေးပရိသတ်အဲ့လူတွေကနေသူတို့ဟောလောက်ပြီးတော့စပွန်ဆာလေးတွေနဲ့ချစ်ချစ်ခင်ဝေးပြီးညောလူရည်ပြုတ်ကြမင်းဘီဘီရနဲ့ပြုတ်ကြရမ်းရနဲ့တော့တော့တယ် ဟိုကျွန်တော်ဟို BBN ကောင်းတယ်အကျွန်တော် BBN တခုပို့ပေးတာအဲ့ BBN ကောင်းဒီဝယ်ရတဲ့ရေကောင်းဝယ်ရဒေါ်လာနဲ့ဆောင်တဲ့ဟာပေါ့ဒေါ်လာနဲ့တိုင်းလောက်ဆောင်တယ်ဒီမှာလည်း ကိုတို့ရေကိုမော်ရေမဟုတ်ဗျကျွန်တော်အဲ့မှာအပြင်မှာ9လီဆွဲတာကျွန်တော်က line ပေါ်မှာဒိတ်အပြင်မှာသူကကျောင်းဆရာ9လီရဲ့အဲ့ဒါကိုကျွန်တော်မေးပြီးတော့အဲ့ကိုပြန်ကားလိုက်တာဆွဲစီတာမဟုတ်ပါဘူးအဲ့တော့ကလည်းအကိုတို့ဆိုရင်လည်းယူမှာဗျ5မှတ်73မှတ်မှာစားပဲလေရတာစားပဲလေရတာနော်အကိုတို့ဆိုရင်လည်းယူမှာမယ်မော်ကြီးအပြစ်မဟုတ်ဘူးဗျအဲ့ဒါမော်ကြီးကလည်းကြိုက်တယ်လေ15မှတ်73မှတ်စားဘက်ကလည်းပြင်များစားဘက်စဉ်းစားကြည့်ပါဦးဒီကနေ့ရတဲ့အောင်ရတောင်းမှအင်တယ်ဘွဲလို့တော့မယ်အမှန်ပဲလားဟုတ်သူတို့ကစုတယ်ပဲကျွန်တော်လို့မဟုတ်ရတဲ့အောင်လို့ဆိုရင်အခုအဲ့လိုပေါ့ဘောလုံးမွေးတွေလည်းလုံနေတယ်ချင်းမွေးတွေလည်းလုံနေတယ်ဆိုတော့အစင်ပြေကဒါဝမ်းသာပါတယ်ကိုနဲ့နေတဲ့လူတယောက်အစင်ပြေသွားတယ်ဘယ်လိုဖြစ်ဖြစ်စုဆောင်းပြီးတဲ့စီစီကိုစုဆောင်းနေအစင်ပြေတယ်ဒါကျွန်တော်တို့ဝမ်းသာရမနေ့ကသူလဲရှုံးနေတယ်မနေ့ကသူလဲရှုံးတာသူကတော့ AC ပဲလေပိတ်ဆန်ရှိတော့လည်းပိတ်ဆန်ခံရှိတော့ AC ဖြစ်ရှင်ကျွန်တော်ကပိတ်ဆန်ခံမရှိတော့ပုံမှန်တိုင်းပဲဘောစီတွေစီလိုက်ပြီးတော့အကူကြီးလိုက်တောင်းရတော့ဟုတ်တယ်အခုကျွန်တော်မင်းကြီးဒီနေ့ဆိုရင်တဲဝဲနိုင်တော့တယ်ဗျနောက်ပွဲကျတော့ရှုံးသွားစိတ်တွေကမလန်းတော့ဘူးဗျစိတ်မလန်းတော့ သူမပိုက်စားဘူး ကလေးလေးရန်ကုန်မပြန်တော့ဘူးလားတဲ့ လို့တဲ့ဒီမှာဟိုကိုချူကဒီမှာနေတဲ့ဒီမှာရှင်းခတ်ပြောတော့ပြန် ရန်ကုန်မှာနိုင်တာလေပွဲကောင်းတယ်ဆက်ရခက် ခဏပဲ ခဏချင်းသမားတွေသိရှိတယ်လမ်းလာမလို့ရှိပါ စိတ်ကောင်းလို့ငါအော်လို့နေတာပဲလူကျူတဲ့ ပြန်ပြန်ခက်ကြတယ် ကျူတဲ့ကျဆက်ခတ်လို့မရဘူးဒီမှာကျူတဲ့နေပါဆက်ခတ်လို့ ဒီမှာဟိုတန်းနေလေကြာနော် ဟိုမှာကြီးကဒီလောက်ကောင်းတာကြီးကဘုံလို့ကောတမဆိုးဒီလောက်ကောကြောက်ပြီးဟုတ်လား အစီယာဒီမှာနေတဲ့ ကိုချူကအခုတချို့ဟိုရကခက်တဲ့ဟာတွေဒါတို့2သိန်း3သိန်းအဲ့လိုမျိုးနိုင်နေရရှိတယ်မြည်ယူတွေဒါတို့
ဒီမှာမန်းလေးမှာအရင်30ပုံလို့ဖြစ်တယ်နော်30ပုံလို့ဖြစ်နေတော့ပိတ်ဆံနဲ့ရှာရလွယ်ပိတ်ဆံ9000တည်းရဘယ်လိုရှာလို့ရတယ် သေးကြီးမလောက်တော့ဘူးဘယ်လိုလောက်နေကိုမကိုဝင်ခက်တဲ့ပွဲတော့မဟုတ်ဘူး မဟုတ်လေမင်းတချို့ပွဲတွေဆိုအပိုင်ပွဲတွေရှိတယ်ကွာဒီတိုင်းကိုလိုက်မလွယ်မနဲ့လေသူတို့ချင်းချင်းအောက်တန်းနေကြီးပဲခတ်တဲ့ပွဲတွေဆိုရင်လေအပိုင်ပွဲတွေရှိတယ်အဲ့ဒါတွေကြာ2000 3000လောက်လို့ရတယ် အဲ့လိုမျိုးလောက်တော့ဘယ်လိုလဲ ကလေးလေးဗေမင်းနဲ့တွဲပါမနီဟိုတနေ့ကတော့တစ်ဖက်တိချတယ်6ပြီ ကျွန်တော်သူ့ပွဲသွားပြတ်လို့လည်းဆိုကျွန်တော်တင်းမိချတာဟုတ်ပါ့ဒီက မနေ့ကဘယ်လာရင်စတဲ့သိန်းပွဲရှိနော် ဟုတ်တယ် ဟုတ်တယ် ဒီဂျာကြီးရှုံးတော့ ဇိုင်းနဲ့ညောင်လေးနဲ့ ဂျာကြီးနဲ့ညောင်ကြီးနဲ့နော်မနေ့ကပွဲကကြီးကောင်းပါလေဂျာကြီး နှစ်ပွဲတော့ နှစ်ပွဲ ဟိုပွဲ10ခုတော့ပေးရ နှစ်ပွဲကဘယ်လိုလဲ နှစ်ပွဲကနှစ်ဖက်တစ်ပွဲကနှစ်ဖက် တပွဲတစ်ဖက် တစ်ပွဲကတစ်ဖက်ပဲတစ်ဖက်ကိုစားပေးနှစ်ယောက်တို့ အဲ့တော့10ခုနဲ့ညောင်ကြီးတစ်ဖက်တဲ့ပွဲ တစ်ပွဲကတယောက်တို့ ငါကြီးဟိုကចောင်းသားဆိုရင်လေထက်ရသေးတယ်နောက်ထပ်9လီ ကိုမင်းနဲ့ နောက်ထပ်9လီလောက်ရသေးတယ်ဗျကျွန်တော်ဒီမှာချီမာကြီးဘက်ကများတယ် ဒီမျိုးလာပါလားကျွန်တော် ဟောဆရာမြတ်ဆရာမြတ် စနေ ဆရာမြတ်ဒီတနင်္ဂနွေမင်းမျိုးလာတယ်ကျွန်တော်တောင်းနေပွဲကိုကြားကြီးလို့ねပွဲဆက်ပြီးကျွန်တော်လာခဲ့မယ်မင်းမျိုးပြုံးနေဟိုပေါ့နော်မင်းမျိုးခေါ်လို့မရ အဲ့ဟိုကျောင်းရဲ့ဘုံတော့လာကြည့်ပါသေးတယ် ဟုတ်တယ်တွေ့တယ်မတွေ့လိုက်ဘူးကျွန်တော်ဆရာမြတ်ကြီး ကျွန်တော်မှဆရာ ကျွန် ကြီး တော်တော်အားနာဆရာမြတ် အဒီဟိုကလေ လေးလေးတော်တင်ချင်လို့ကို ဒီ ချက် ဒီ ဒီ ဘုံ ပဲချက် ဘုံနဲ့မဟုတ်ပါဘူး ရရအဲ့လိုကြောင့်ကျွန်တော်နဲ့တွဲတဲ့ညှိတယ် မြောက်ကလေးလေးတော်စင်ချလုံးမကြက်လီ6ပေဆိုရင်အခုတို့တောင်းစားကလေးလေးတော်စင် ဒါနဲ့တကြိုးလည်းနေပါခက်တယ် မင်းနဲ့တကြိုးတယ်မင်းတို့မလွယ်ဘူးအဲ့တော့စက်ကြည့်အောင် မဟုတ်ဘူးအများကြီးတော့မဟုတ်ဘူးကျွန်တော်တက်နေတော့ပေါ့အများကြီးမဟုတ်ဘူး အေးဘာနဲ့တဲ့နဲ့တော့ သူတို့နဲ့ဖြစ်ရင်မင်း သူတို့လည်းကြီးရများမှာပဲမင်းကိုရွှေဘက်လည်းလောင်းမှာပဲမင်း သူတို့နဲ့ဖြစ်ရင်တော့ ဟုတ်ဘူးလေဒီကြောင်ကြီးမှဆိုကျွန်တော်ဟို9ရက်ကတော့ဆက်တယ်များခက်ဘူးလေတဲ့လို့ရှိတယ် အဲ့ဒီကိုမင်းပိုက်ပါတဲ့ဟိုကကိုမင်းကြီးနဲ့ဆယ်လာဝါသေးတယ်ကျွန်တော်မှကာရဝါလေးပြုတ်လိုက်သေးတယ်ဆယ်မရောက်ဆယ်မတက်တော့မှပေါက်တယ်နော်ဆယ်မတင်ထားတဲ့ဟာတွေက ဟောရပြီဗျဟိုကကျောင်းသားဘက်ကဆိုရင်ကျွန်တော်ဒီမှာထက်ရသေးရနော်ချီမာကြီးဒီညများ ဟုတ်တယ်ကျွန်တော်ညောင်ပထမကျောင်းသားတွေကြီးကျောင်းသားနှစ်လီကိုတော့တော့ကျောင်းသားတွေတက်တယ်ပြီးတော့ချီမကြီး တဲကြီးကတော့9000မှာ1000ပဲဖြစ်ဖို့များတယ်အဲ့ဒီ ဘုန်းစားလေးမှာ မစားဘူးနဲ့အခုစုံစမ်းပြောပြန်ပြောလိုက်တော့နော်ကြည့်တယ်ကိုလုံးဒီမှာမန်လေးမှန်လာတဲ့ကစားသမားတိုင်းတော်တော်အဆင်ပြေကြပါတယ်တော်စင်လို့ဆိုရင်ပြန်တော့မပြန်ပြေဘူးနဲ့တူတယ် ဒုံမီဝလာဒုံမီတာကန်on the view ပါကပေါ ပါစေပေါင်း ပေါပါကပေါပါကပေါဘေးလေး အဲ့ဒါမတူဘူး အဲဒီကစားရနော်ပါကပေါပါကပေါ ဟုတ်ဆရာမြတ်ကြီးဆရာမြတ်အဲ့ဒီကဘာမှအဲ့မခံနိုင်ရဘူးဗျာအာနာဆရာမြတ် အာကျွန်တော်တပည့်အဲ့ခဏလေးအစီအစဉ် ဦးလေးရှိအေးလေးလာလိုက်တာ ဟုတ်တယ်နော် တော်တော်ပူတယ်မန်လေးနေဒီနေ့ဆိုရင်တော်တော်ပူတယ်ဗျကျွန်တော်ဆိုဒုတိယဝယ်ကစားရင်းနဲ့ရင်မထဲကတိုက်တာ ဒါအခုလေးလို့ဆရာမြတ်တို့အနည်းစကန်တော့ဆောင်းလေးရောက်ပါအေးဆက်နေတယ် ခိုင်းမှာ30ကုန်ပေါင်းနေတယ်တူတူပါပဲဗျဆိုမင်းတို့တူတူပါပဲ အဲ့ဟို20မိုင်ကျော်ရတယ်ဒီတော့ ဒီအဖိုက်နိုင်ပွဲတွေကကျောင်းသား ပဲသိန်းကျော်နေရရောက်သွား ဟိုဘယ်လိုပြောမလဲစစာရင်ကျောင်းသား30ကုန်မပေးရင်လည်းအခါ2မှတ်3မှတ်ပြီးပြီးတော့ကျောင်းသားဘေးဆွဲတွေဆွဲတတ်တယ်ဗျနော်အဲ့ဒီလေတည်ထားပါကျောင်းသားဟိုလိုပြောတာမဟုတ်နော်လုံပွဲဆိုတာဘာညာပြောတာမဟုတ် तू ကသူ့ပွဲဆိုရင်ဘယ်သူနဲ့တွေ့တွေ့ तू က30ကုန်နေ38တွေ36တွေပေါက်တာပေါက်တဲ့အခါမှာဘေးကြီးကလည်းကျောင်းသားဘက်ကပဲတက်လာတော့ဘယ်လိုဖြစ်လဲဆိုတော့ကျောင်းသား तू ကအမှတ်ကိုတစ်ခါလေး4-5မှတ်လောက်ပြီးပေးပြလိုက်တာ4-5မှတ်ပေးပြီးမှအနိုင်ပြန်စားတာရှိတယ် तू ကကြေးကိုလည်းပဲနဲ့ပြန်ယူချင်တာဒါသူ့ရဲ့ဟို technique တစ်မျိုးပေါ့နော်သူ့ရဲ့ဟိုဟာဘယ်လိုပြောမလဲဆိုတော့တိုက်ကြီးတစ်မျိုးပေါ့ဒီကြည့်သူ့ရဲ့ပုံစံပေါ့ကျောင်းသားပွဲဆိုရင်သွားမကြည့်နဲ့30ခွန်36ပဲသူ့ကောင်ဟိုဘက်ကဟိုတကြားမင်းနဲ့ခတ်တော့30ခွန်36ပဲကျောင်းသားပြီးမှကျောင်းသားအဲ့30ခွန်36ကိုကြီးမယူဘူးပွဲစားတော့အဲ့ပွဲကစားရင်နဲ့မှတစ်ဖက်ကို9မှတ်လောက်ပေးပြီးမှကစားတာ
9မှတ်လောက်ပြီးပြီးတော့ကစားကျူတယ်တချို့ဘွယ်တွေသူရှုံးသွားနော်9မှတ်လောက်ပြီးတာအပေးများပြီးတော့ရှုံးသွားတချို့ဘွယ်တွေကျရင်သူလိုက်ရှုံးပြီးတော့ကစားတယ်အဲ့ဒီသူရှုံးသွားတဲ့ဘွယ်တွေကလည်းတကယ်ရှုံးပြီးတော့ကစားတယ်ဒီခါလေးဆိုဘက်ကိုတိမ့်နေချီပြီးတော့ရှုံးလာတယ်အကြောင်းပါဟုတ်ကဲ့နေမင်းဆိုရင်ကျွန်တော်ဆက်ကြည့်ပါမယ်ဗျ ခွေးကအပေါ်ကြီးရွတ်တာလား ဟုတ်တယ်စင်မင်းဝေကလေးလေးတော့တဲ့ချစ်လမကြလီပဲ6ပြီကောင်းကြောဆိုမျှပါတယ်တဲ့မမျှဘူးဗျအဲ့ဒါကလေးလေးတော့စင်တာသွားပြီဗျနော် ဟိုတိုင်းအသက်ကြောက်လည်းကျွန်တော်နေ ဟုတ်တယ်ကိုစောကြီးမနေ့ကချင်းရှုံးတာတစ်မျိုးကလေးကခေါင်းခွဲတာတစ်မျိုးခေါင်းဒီနောက်ကိုတော်တော်ရောင်သွားအခွက်ကြီးဖြစ်သွားတာမိမအနေနဲ့ကောင်းတာတစ်မျိုးမျိုးပါဒါကကျွန်တော်ဖြစ်နေကြပုံစံမျိုးတွေကိုပဲကျွန်တော်တိုင်းမို့ပြောပြတာတချို့ကြလည်းမျက်ရည်ချူတာလို့သနာခန္ဓာလို့ထင်အောင်ထင်ကြပါထင်ရင်လို့ထင်လို့ရပါတယ်နော် အဲ့ဒီအောင်ကြီးရှိတာခွေးမှာပေါ်ကြီးကြီးတယ် ဟမ် ခွေးမှာပေါ်ကြီးကြီး သူတို့နဲ့မလုံးနဲ့အကောင်းမရတယ်ဆိုတော့ဘာလို့လုပ်တာလဲအားလုံး ကျွန်တော်တစ်ထည့်ကမှန်းလို့ရတယ်ဒီလိုလေးရတယ် သူတို့ရှုံးသွားသူယူဘက်ကရှုံးတယ် ချိုးနေအချက်ပြလိုက်ရ ငါပေးလို့မရဘူး အေးဒီအဲ့ဒီကတော့ပြလို့မရမဟုတ်လေအဲ့ဒီခက်ခဲပြနေနေရတယ်ပြီးမှယူလို့ရတယ်ပြောရတယ်လဲလို့ယူပေးတယ်ဝတ်စားလို့ဒီမယူ ဒီလိုပါပဲစောမင်းလုံးမင်းကိုမင်းတက်ရရနေအဲကျွန်တော်ကတော့အခုချိန်16နှစ်သားရွယ်လေးထင်နေပြီ အစိတ်အစိတ် ဒီစားမယ်အတူတူစားမယ် ဟုတ်ကဲ့ကိုကြောင်မင်းကြီး စက်ကွာစက်ကွာစက်ကွာ ဘယ်တော့မှအကူကြီးတောင်းရတဲ့ဘဝလွတ်မလဲတော့မပြီးပါဘူးဘယ်လောက်ပိတ်ဆက်နေဝင်ငွေကောင်းနေလဲအကူကြီးတောင်းနေရတယ်အခုကျတော့ဝင်ငွေမရှိတော့ဘူးနော်ဝင်ငွေမရှိတော့ဘူး အားရောပါရောငါစားတော့ဟာလေးရရှိတော့ဘောရှိရမှာ မစော့ပါနဲ့တော့လားကျွန်တော်ချင်းတော့ကောက်လာတာပိတ်ဆက်ရှာတတ်တဲ့မဟုတ်ဘူးလို့ ငါဒီကြီးမှာ ဒိုင်လေးလွင်ပြီးတော့သူတော်ကောင်းအန်ဆောင်နေတဲ့လူလည်းမဟုတ်ဘူးကျွန်တော်ကပုံမှန်နေတယ်ကျွန်တော်ကစားတယ်ပြီးရကစားသမားတွေအခုတဲ့ရေးလို့လေခါလေးကြားရင်တချို့လူတွေတချို့ဝါသနာရှင်တွေဆက်လို့မရရင်ကျွန်တော်ကိုယ်တိုင်ပဲ2သိန်း3သိန်း3သိန်းအဲ့လိုထည့်ပေးလိုက်ရတယ်ကျွန်တော်သူတို့ဆက်လို့ရရင်တော့ကျွန်တော်မထည့်ရဘူးနိုင်ရင်ပတံမွေးဆိုကျွန်တော်အခုနောက်ပိုင်းထည့်မပေးတော့ပတံမွေးဆိုဟိုတနေ့က10သိန်းနိုင်တာကို3သိန်းပဲပေးလို့ဆိုတော့စိတ်ဆိုးသွားတယ်နှစ်ပွဲပေါင်း10သိန်းနိုင်တာကိုတော်စင်နဲ့ခတ်တာချက်ပြောအမင်းကျွန်တော်3သိန်းအောင်များနေပြီအာရင်ရက်တည်းကရှုံးတာမနေဘူးလို့ပတံလို့အမရဘူးရအစီရဲ့10သိန်းနိုင်တာ3သိန်းလောက်တော့5သိန်းလောက်တော့ပြီးအောင်အဲ့လိုအဲ့ကြောင့်ပတံပွဲဆိုရင်မထည့်ပေးလို့ကျွန်တော်ဘာသူမှလည်းမထည့်လိုက်တော့မုံဘူးပေးတာနဲ့ဒီကစိတ်ကောက်ပြီးတယ်အဲ့ကြောင့်မလို့ဒီကောင်တွေနောက်ပိုင်းဘယ်သူမှထည့်မပေးချင်ကြတာဘာကြောင့်လဲဆိုတော့မုံဘူးဆိုတာကိုယ့်ကိုထည့်ပေးတယ်ဒီကမပေးလဲကျွန်တော်တို့ကမယူဘူးဗျဘာကြောင့်လဲဆိုတော့ तू ကိုယ့်ကိုကြိုက်လို့မို့ကိုယ့်ကိုအားပေးလို့ထည့်ပေးတာကစားသမားတွေမှာအဲ့လိုစိတ်မရှိကြဘူးတော်တော်များများကနိုင်တာနဲ့မုံဘူးဘယ်လောက်ပေးမလဲဆိုတော့အတွေးမျိုးကြီးဝင်နေတာကျွန်တော်တို့ချင်းတော့ကကြာရှုံးရင်တစ်မျိုးပါမလုပ်ကြပါနဲ့အဲ့ဒါသူတို့ပေးတော့တကြက်မှမပေးလဲတကြက်မှမပေးနဲ့နောက်ဝဲရှင်အခုထည့်အောင်မလားဘာညာဆိုတော့ကိုကမမငန်ကစားပေးလိုက်မပေးတကြက်မှမပေးနဲ့ကျွန်တော်တို့ဆိုရင်မယူဘူးဗျဒါဘယ်ဟိုရည်ညွှန်းလဲဆိုတော့သူတို့စိတ်ပြတ်သွားမှကျွန်တော်တို့ကြောက်တာသူတို့ကပိုက်ဆံလိုချင်လို့ဟိုကလောက်တာမဟုတ်ကျွန်တော်တို့ရဲ့ရိုးသားတဲ့ခုံတွေကိုယုံကြည်လို့မို့လေတေကြီးကိုထည့်ပေးကြနိုင်သွားရင်အခုကျွန်တော်မုံဘူးပေးပါအောင်ပဲသွားမတောင်းနဲ့သူတို့ပေးသလောက်ပဲဒါကစားသမားတွေကိုပြောပြရနော်မရဘူးပူလောင်တာဒီနေ့မိုးရွာပါလေပဲဆူတောင်းတာတနေ့ကုန်ပူတာဒီနေ့လေရထိုင်ရချက်လီရိုးတို့မြတော့လားကိုမင်းကလေးလေးတော့တဲ့ချလုံးဖို့ချက်လီရိုးတို့မြတော့လားမမြဘူးဗျကို ညာကျွန်တော်တို့လည်းသူယူရိုးလည်းခက်ပဲဖွင့်လည်းချတယ်6ပဲဒါကြောင်မိပါမယ် နည်းနည်းဘာစားမှာပေါ့နော် အများကြီးတော့ဟုတ် ဟုတ်လား ဒီကြောင်မိတော့မှာပဲ ဟုတ်တယ်ဘဝင်ကတော့မြင့်ညာတာဘာစောက်စင်မှမရှိဘဝင်နေမြင့်နေကြတာတချို့ချင်းသမားတွေအဲချင်းသမားတွေကိုပြောတာမဟုတ်နော်ဘာကြောင့်လဲဆိုတော့ကိုအားပေးနေတဲ့ပြည်သက်တွေတချို့ဆိုရင်စော်ကားဆိုဖြစ်ကြတယ်အဲကိုယုံကြည်ပြီးတော့လောင်းပြီးတဲ့အကိုတွေမုံဘူးမရဘူးလားမုံဘူးမရရင်နောက်ဘက်ကလောဘွဲခတ်ပြလိုက်မှဘာညာဆိုပြီးတော့အတန်တွေကကြားဟာအဲ့လိုလောက်တာမင်းတို့မကောင်းဘူးသူတို့မှမင်းတို့အရင်ဘွဲတွေကရှုံးထားတာရှိတယ်
အဲ့ကမင်းတို့ပေးချင်ပေးမယ်လေသူတို့မှလည်းသူတို့အပူနဲ့သူတို့လို့မင်းတို့သနာလို့ထည့်ပေးတာလို့အဲ့ပုံစံမျိုးအဲ့ကြတော့အဲ့အရာတွေကမလုပ်ရဘူးအဲ့ကျွန်တော်လည်းဘယ်တော့မှလုပ်မှာမဟုတ်ဘူးကျွန်တော်ဆိုရင်ဘယ်ပွဲမှမသိဘူးဟောကျွန်တော်နဲ့အိုဝင်နေပွဲကျွန်တော်ပါတာ9000ပဲအဲ့တော့ပေါက်သွားတာအဲ့ခေတ်က10သိန်းကျော်တော့ကိုဦးကွင်းမှာကျွန်တော်နဲ့အိုဝင်ပွဲကို10သိန်းကျော်10သိန်းအောင်ပေါက်သွားတဲ့အချိန်မှာကျွန်တော်နိုင်တာ9000လားမသိအဲ့တော့မုံမှုဒီချက်မှမပေးရဟာငါ့ကိုမုံမှုမပေးလို့ကျွန်တော်စိတ်မဆိုးဘူးပြန်သူတို့ကြိုက်လို့သူတို့ဘေးလောင်းနေလောင်းကြတယ်အလဲတဲရေးတွေထည့်ကြတယ်အဲ့တော့2သိန်း2000လောက်မြင်ဖြစ်သွားအဲလဲတဲရေးထည့်ပေးရလို့မုံမှုမတောင်းမုံမှုမပေးလို့ကျွန်တော်တို့စိတ်မဆိုးအဲ့ဒါမျိုးအကိုအားပေးနေတဲ့လူတယောက်ဆိုရင်တော့ကျွန်တော်တို့ကအများအားမုံမှုမမျှော်လင့်ဘူးတခါလေကြာရင်ရှိတယ်ဗျတားတယ်ပွဲကြမှာလောင်းပြီးတော့မတားတယ်ပွဲကြရင်မတိအောင်ဆောင်နေတဲ့လူတွေကြာကျွန်တော်ပုံမှန်လေးပြောတာအားမနဲ့တယ်ကျွန်တော်ပွဲဆိုရင်ထည့်မလားထည့်မှဆိုရင်ပွဲကြီးထည့်ပြီတားတယ်ပွဲကြရင်လောင်းတယ်မတားတယ်ပွဲကြရင်မလောင်းဘူးဆိုရင်ဒါအကုန်လုံးပေါ့နော်ဒါအဲ့လိုမျိုးလည်းမလုပ်ရဘူးဟိုဘယ်လိုပြောပိတ်သက်ရှာတာလည်းရှာတာကျွန်တော်တို့မှာအများအားကျွန်တော်တို့တားတယ်ပွဲရောနာတဲ့ပွဲတွေရောအများအားထည့်ပြီးမယ်ညီကိုတွေရှိတယ်ဗျသူတို့ကိုပဲကျွန်တော်ဥစားပေးရပါကလေးလေးကိုမြင်တော့ဥပြောင်းရင်တတိယရဟန်းမှရှိပါတယ်ဗျဥပြောင်းရှိဘူးအဲ့ဒီဘုရားဘုရားဟာဘုရားဘုထွက်နေတယ်နော်ငါအစီတယောက်တည်းဖြစ်တယ်ဟိုကတော့ကြော်ကြီးတော့ကိုကျော်ကြီးကတက်တက်နေရတယ်အဲ့ခံဘယ်သူမှမနေတော့ပြန်လိုက်ဗျာနှမျိုးရပါသေးချူနော်ဇေတာချူအခန်းလေဟိုပါလို့တုံးတယ်ဒီလေတုံးသူတို့ချိုးရအခန်းငါအတိတ်တငယ်ကြီးမလို့ရတယ်နောက်တယ်လေတော့ဒီပုံပေါ်လာတော့သူတို့ကျွန်တော်ကြလီတို့ကနာမည်ကြီးလာတာလောက်ပွဲဆိုတာကိုစိတ်ဝင်စားလို့ပါဆိုတော့ဘယ်လိုပြောရမလဲဆိုတော့သူတို့နောက်ကအထောက်ပံ့လည်းကောင်းတယ်ဗျနောက်ကထောက်ပံ့လည်းကောင်းတယ်ကောင်းတော့ကလေးတွေရဲ့စိတ်ထဲမှာစိတ်ရိုင်းနေတိတ်မှုဝင်တော့ဘူးအဲအကြောင်းလည်းပါပါတယ်အဓိကတော့ရိုးသားနေဘယ်ချိန်ဖြစ်မင်းတစ်ပတ်ပွင့်နေတယ်အစီစားပြီလားလောကနေကိုကိုချေကအာစီမခေါ်ပါနဲ့အာစီခေါ်ရင်တော့ကြောက်နေဒီမှာဖင်ချင်းနေအုပ်ဖို့ပဲလေးပြောင်းနေတယ်တော့ကိုမင်းအဲသူ့ကောက်မှဝင်မေးကြည့်ပါဗျချက်ပေါက်မရှိတော့ဘူးလားမေးချက်ပေါက်လားချက်ပေါက်တော့အိမ်အောင်ကြိုက်ဘူးမသိဘူးဟုတ်ကဲ့ကျဲဆိုင်ခေါ်တာချက်ပေါက်ကရှင်းဝိုင်းနေပါလေဟိုလူပွဲတွေပါချင်းမလားလေအဲ့တော့အိမ်အောင်ကြတာဘုံလုံးကဈေးလိုက်နိုင်တယ်လေကလေးလေးတကြိုရဲမုံမြောင်းမှအဖွဲနဲ့ကလေးလေးရှိတော့မေးကြည့်တာဖြစ်တော့လားပိုက်9ပဲနဲ့ဆိုရင်အမလေးကြိုက်လားရဲမုံနဲ့မြောင်းမှ9ပဲနဲ့လည်းကြိုက်ရပါမယ်ရဲမုံမြောင်းမှဖိုက်ဖို့မကောင်းဘူးကိုကောင်တော့ကောင်းကောင်းလို့ငါ9ပဲနဲ့လည်းကြိုက်ရမှာမယ်ကြိုက်တော့တယ်ဗျဂျာ6လောက်ပဲ6ပဲ6လောက်မဟုတ်ပိုက်9 6လောက်ပဲငါ6လောက်ဆိုရင်သူတို့ကစော့မှာမဟုတ်တော့သူတို့မှမြောင်းမှအဖန်တော်တော်ဟိုပါလို့ဖြစ်မှာပွဲတွေကဖြစ်မှာဆိုတော့ဒီလိုတဲမစော့ကြဘဲနဲ့စက်ပွဲနေနေပဲစော့ပြီးတော့အဲ့လိုတယောက်နဲ့တယောက်စကားတွေညီနေဖြစ်ကြဒါတော့ကျွန်တော်တိတ်မဝင်ဘူးလို့ကျွန်တော်ဝင်လိုက်ရင်ပွဲတွေကအများကြီးဖြစ်လာအောင်မဝင်ရင်ဘူးဆိုတော့လေကျွန်တော်လည်းကိုဒိုင်ယာနဲ့ကိုဗျ9 ပေနဲ့လောက်ဆိုရင်တော့စော့မင်းတို့9 ပေနဲ့လည်းစော့အောင်နော်ကိုကြီးကလေးလေးနဲ့တကြိုးနဲ့မြောင်းမနဲ့ရဲမွန်နဲ့နေ့လေစော့ရမှာမင်းလို့မြောင်းမတစ်ဖက်အဲ့လိုကြီးမှမဟုတ်ဘူးမြောင်းမတစ်ဖက်ပါဒါပေမဲ့ကတော့မင်းစမ်းလို့ရမင်းနဲ့7နဲ့30တောင်းတော့စမ်းကြည့်ပေါ့အဲ့ပေါ်မစိုးပြကိုမင်းကြီးကပြောတဲ့ပွဲလေးကဘယ်ဘက်မှမတာဘူးတချို့ကရဲမွန်တာမယ်တယ်နော်မလွယ်ဘူးပြကလေးလေးစားပဲလေပါနေတာကလေးစားပဲတရားတော့ရှင်စားပဲတရားရင်ရှင်ရမှာပေါ့ဟုတ်ကဲ့မစိုးမစင်းပြတော့ဗျာကြီးမင်းပြောင်းနေနော်ချင်းဝင်တော့မလားတမို့စိုးကတွက်ခတ်တိုင်းရှုံတော့ကဗျာကြီးကဘာလို့ရမလဲအဆောင်လေးပါလေးပေးပါဦးရန်ကုန်ကြီးသားတော်တော်များများထိုင်းရောက်နေတော့ရန်ကုန်မှာပွဲဝေးနေမှာပေါ့ကျွန်တော်မန္တလေးစာရောက်တော့ကလည်းပွဲတွေတိတ်မရှိဘူးဗျတော့ရှိတဲ့လူတွေကိုရိုးသားကြိုးစားဖို့နဲ့လေတွေကြီးတွေထည့်ပေးတယ်ကျွန်တော်ကိုရဲမွန်တို့မြောင်းမတို့တန့်စင်ကျော်တို့ခတ်တဲ့ပွဲတွေကျွန်တော်လေတွေကြီးဘယ်လောက်လဲကြီးသားရုံနဲ့ခတ်တဲ့ပွဲဆို66သိန်းဆိုကျွန်တော်ရအောင်စုပေးတယ်ဥတော်တို့
ဥဆောင်ပြီးတော့ဗောနော်ကျွန်တော်ကတက်နိုင်တဲ့ဘက်ကနေဝင်ရပေးရတယ်နာမည်ကြီးချင်းတော့မဟုတ်ဘူးကျွန်တော်ဒီမရန်ကုန်မှာလည်းအဲ့တိုင်းပဲဗျရိုးသားဖို့နဲ့မမငန်ခတ်ဖို့ပဲတချို့ကဗရေမတက်သေးဘူးရွှေကိုရှင်နေကြနာမည်ကကြီးကသားလေးဟိုရှော့ခတ်တာတို့ကြီးခေါ်စောတာတို့ဒီမှာအဲ့လိုမရှိဘူးဗျကလေးတွေကရှော့ခတ်တာတွေလည်းမရှိဘူးကြီးခေါ်စောတာတွေသူတို့တက်နိုင်တဲ့2000 3000 3000လောင်းစောတယ်လိုတဲ့ဟာကိုကျွန်တော်တို့ဝိုင်းဖြည့်ပေးတယ်အဲ့မှာသူတို့အင်းနဲ့အားလိုက်ခတ်ကြတယ်လိုင်းမော်ဝါနာရှင်တွေကလည်းတော်တော်စိတ်ဝင်စားလာကြတယ်ဟာဒီကောင်တွေခတ်တာမစိုးဘူးကြီးခေါ်လည်းမခတ်ဘူးရှော့လည်းမခတ်ဘူးအဲ့ကြောင့်ငါတို့စယူတွေကလောင်းလာတာအဆင်ပြေတယ်ဆိုတော့အဲ့မှာအားပေးတဲ့ပြိတ္တတွေကပို့ပြီးတော့မန်နီပွဲတွေကိုပို့ပြီးတော့စိတ်ဝင်စားလာကြတယ်ကိုမင်းတခုမေးကြည့်မယ်နော်နဲ့မကြည့်လို့ပါ39ခွင်းကပိတ်လိုက်တာအဲ့ကလေးလေးမေးကြည့်မှသိမှာဗျ နော်မလို့ဒီဟုတ်ရှင်းသမားမရှိတော့တာလေကိုမြတ် ပိတ်တော့မပိတ်တော့ဘူးနော်ဒီတိုင်းဟိုအပျော်ကစားတာတွေတော့ရှိ ရှိရ လိုက်မလွင့်ကြဘူး လူကဟိုမရှိဘူးလေကစားသမား မဟုတ်လေကစားသမားကောင်းမှုမလိုဘူးလေကွာ ဟုတ်ဘူးလေပွဲကြီးတွေတော့မရှိတာလေ မဟုတ်လေ တေဝဲပါရှိအဲ့လိုမျိုးဟိုဖြစ်တော့လိုက်လွန်းတဲ့အခါမျိုးမှတာကနေပါဟိုဖြစ်မှာလေဟိုဒီတိုင်းကြီးကိုအပျော်တိုင်းခတ်နေတဲ့ဟာမျိုးကြတော့ဘလို့ပြင်မလို့ အစိတ်ချပါမန်းလေးကတော့ရောင်မစွန်းစီကိုကိုမင်းသေးချာထိမှရမယ်အဲ့ဒီကပြောအောင်အခုဥစော်လိုပဲရှိတယ်ကျွန်တော်လူကြီးနေရထားတယ်ဥစော်လိုဖားခြင်းလည်းမရှိဘူးဘာမှမရှိဘူးလူကြီးနေရထားတယ်ဆိုတာအမားမှန်ကိုရဲဝံ့ဆုံးဖြတ်ရဲလို့ဟိုတော့မန္တလေးမှာလောက်ပွဲကိစ္စတွေကအခုအကုန်လုံးပပျောက်သွားတယ်ပပျောက်သွားပြီဆိုတာအဲ့လူတွေကစဒေချာကိုလူကြီးနဲ့အကူတိုလစ်တို့ပါလို့ဆိုရင်ဒီနေ့လည်းကွင်းမှာလာပြီးတော့အေးဟာကွင်းထဲမှာအဲခေါင်းနှလုံးချက်ပြောင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်တက်စအောင်သူကပျော်ကြလို့စအောင်လောင်းလာလဲအဲ့လိုကြီးလောင်းတာသူတို့တွေကစပြီးတော့လောက်ပွဲကစားကနေခြေတော့ရိုက်ချိုးပြမယ်ဥစောတော့မပြောဘူးနော်ကူတိုလစ်တို့ကသူပြောတဲ့တိုင်းလို့လားလူမှန်တယ်ကျန်တာကြရတော့အဲ့လိုအတန်ရနေကြမှာဗတန်ရှိတယ်ကိုယ်တို့ဘယ်လိုဖြစ်တာလဲကျွန်တော်အကျွေးကိစ္စတွေများဖြစ်နေမလားကိုယ်တို့သတင်းထုတ်ရတော့စံကုန်ငယ်ကောင်းဝေးကြီးစက်မရမှာကျွန်တော်ဘယ်လိုနဲ့စက်မရတွင်လောက်လာမလို့လားအဲ့ဒီကနှစ်ပွဲသုံးပွဲတောင်ချတယ်နော်ကျွန်တော်ပြောပြချမဟုတ်လားဘယ်လိုဖြစ်သွားလဲပြောပြအောင်ဒီမှာမပြောပြရင်လည်း Messenger မှာပြောပြကျွန်တော်ပွားကြီးကိုတော့အမြဲတမ်းပြောလို့ရှိရတယ်ပွားကြီးကိုတော့ပဲချိန်ပြည့်ခွေးဖြစ်သွားလည်းမမေ့ဘူးတထေးဖြစ်သွားလည်းမမေ့ဘူးပွားကြီးကိုတော့ဒီဘာမှမသိတာစားလိုက်ကြက်တော့နေ ဒါပုံညစ်တော့ပြီ လောအော်တော်လာတော့ဒီမှာကလေးလေးနဲ့တွဲပြီးတော့ဘယ်ပွဲချမလဲဒီအားလူကလေးလေးခေါ်လိုက်ရကောင်းကြသူကိုဟာလေပြီးတော့ဂျာကြီးတို့နဲ့ဆက်ရလာပြီနော်ဒါမှမဟုတ်တမုတ်ဆိုးနဲ့ဆက်မင်းနဲ့ကောင်းကြသူနဲ့ဟိုဘက်ကဂျက်လီနဲ့ဟင်းချက်နဲ့ဖြစ်တရားအောင်နဲ့ဖြစ်အဲ့လိုဆက်သူကဘယ်လာနေနဲ့ပဲကြိုက်တာ သူပြန်နေလေသူဆက်ခိုက်ရတော့ရဲမွန်တန်ကြောကလေးလေးပြပြနေဆိုရင်ညလာတယ်မစိုးအဲ့ကွယ်ပိုင်နာပြီနေတယ် ငါးပင်နေ နားမနေတော့မရ ဦးမင်းငါးပင်နေတော့မရဘူး နှုတ်ဘက်ကတော့ကြိုက်တာဟုတ်ပြီ စားပိတ်တိုက်မပါဘူးလေတစ်ဖက်နဲ့ကောင်းလို့ရင်ကျွန်တော်တစ်ဖက်ရောက်တယ် ဒီတဲ့တထေးချစ်အောင်မလားဟုတ်တယ်ပြန်နင်းပြောရတယ်မင်းငါလဲတာတပတ်မပြည့်ဘူးဆိုရပုံစံမျိုးဖြစ်ငါတော့ငါတော့မကြည့်တယ်ပဲနဲ့လှုပ်ချင်တယ်လှုပ် မဟုတ်အဲ့ဒီက
လဲလဲဘယ်မှမပြီးဘူးဘယ်ပြီးဘယ်ပြီးပြီးနောက်ပြန်ပြန်လို့ အပတ်ရမားနေတာ အဖိုင်မှာလဲလဲနောက်ပြန်ပြန်ဟုတ်တယ်တော့ပြန်ပြီး ကောင်းပါလေဟိုတမယာလေးကပြန်တာဝန်ပြီးတော့လုပ်နေတော့လေဒါသူကလည်းချင်းသမားတွေကြောင်းကြရုပ်ပွဲတွေရှိတယ်ပွဲတွေပြန်ကောင်းလာအောင်ပါအဲ့ဒါတင်တော့ခေါင်းချက်ပြီးရောင်းတော့တမို့ဟုတ်ကဲ့ပါခုကိုဆိုရင်မန္တလာမန္တဝေသာဒီနော်အားပြောပြီလေတမို့ဆိုကလည်းအဲ့ဒီရှောင်းတယ်ခေကြောင်းကလည်းအဲ့ဒီရှောင်းတယ်ဆယ်ရဲဘောကလည်းအဲ့ဒီရှောင်းတယ်မန်လေးကလပ်တော်တော်များများအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအကုန်လုံးရှောင်းရတယ်ဆိုတော့ကြောင်ဆိုရင်ပို့ဆိုးရဗျအဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးရှောင်ရတယ်ဆိုတော့ဒီမှာတခြားလူလာဖြစ်မှာပြောဒီကလူတွေဖြစ်လို့ဖြစ်မှာမဟုတ်ဘူးဗျကောင်းတယ်ကိုယ်နဲ့ကွယ်ပြန်လဲအသက်ပြန်လွှဲနေရတွေပါလေကျွန်တော်တို့လည်းဟိုပါလို့တယ်လေမန်လေးရန်ကုန်ပြန်ကြီးဝဲပြန်ကြီးပြန်ချအဲ့အမျိုးလေးသဘောကျတယ်ဗျတချို့ကကျွန်တော်ကိုပြောကြတယ်ဗျအကိုမင်းမရှိတော့ကွေးမစီတော့ဘူးဆိုတဲ့စကားကိုကျွန်တော်ပီတိဖြစ်မယ်ထင်နေတာကျွန်တော်အဲ့လိုမဟုတ်ကျွန်တော်တို့ရှိတဲ့နေရာကွင်းစီတယ်လို့လည်းကျွန်တော်တို့ပြောတာပဲကျွန်တော်တို့ရှိတဲ့နေရာကိုကျွန်တော်တို့အကောင်းဆုံးလုပ်မယ်ရိုးသားသားနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ကိုယ့်အတွက်ကြံတာမကြံတာတွေကျွန်တော်ကောင်းလည်းမရှိဘူးကျွန်တော်ကြံတဲ့လူနဲ့မတူဘူးလို့ချင်းလောက်ကမှာချင်းလောက်ကမှာကြံတဲ့လူနဲ့မတူကျွန်တော်ကိုမြောက်ပြောလို့လေကျွန်တော်ကဘဝင်မြင့်မှာမဟုတ်ကျွန်တော်နှိမ့်ချပြောလေကျွန်တော်စိတ်ဆိုးမှာမဟုတ်တချို့ကနည်းနည်းလောက်မြောက်တာနဲ့တိမ်မော်တိလွန့်သွားတဲ့လူတွေကအများကြီးပဲအဲ့ဒါတွေကြောင့်လည်းတချို့နေရာတွေမှာအဲ့လိုဖြစ်ကုန်ကြတာကျွန်တော်ကအဲ့လိုလူသားမျိုးကျွန်တော်ပြောကြတယ်ကိုမင်းရှိတဲ့နေရာတိုင်းကွင်းပွဲစီတာကိုမင်းရှိတဲ့နေရာတိုင်းဘာဖြစ်တာညာဖြစ်တာကျွန်တော်အဲ့အရာကိုတာယာနေတာကျွန်တော်ဒီလောကထဲမှာပြောတယ်ကျွန်တော်တို့လုပ်ချင်တာတွေလုပ်တယ်ပြီးရင်ရိုးသားသွားဖို့အဓိကထားသွားတဲ့အတွက်နောက်ပိုင်းကျွန်တော်မန်းလေးမှာကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်ရှိရနေပြောတဲ့အခါမှာနောက်ကနေထောက်ခံပေးတဲ့လူတွေရှိတယ်အရင်တော့ကျွန်တော်ရှေ့ကနေဘလောက်ပြောပြောနောက်ကနေခြေထောက်နဲ့ဖြတ်မဲ့လူတွေကြီးပဲဗျကျွန်တော်သိခဲ့ရတာအခုမန်လေးကဥစော်တို့ဖွဲ့တယ်ဒီကိုတိုးလေးတို့ဖွဲ့တယ်အကုန်လုံးကျွန်တော်ရှေ့ကနေပြောတယ်နောက်ကနေမအာကူမင်းပြောတာမှန်တာလားသူအတွက်ပဲပြောတာလားဘယ်သူအတွက်ပြောတာပါလားစဉ်းစားချင်းချင်းပြောကျွန်တော်ကိုပြန်ပြီးတော့ထောက်ခံပေးရတယ်ကျွန်တော်ကိုထောက်ခံလို့သူတို့လူကောင်းလို့ပြောတာမဟုတ်နော်ကျွန်တော်ပြောတာအမားမောင်ကျွန်တော်မကောင်းတာလုပ်တယ်နာမည်ပြက်တွေနဲ့အဲ့လိုပေါ့လူတွေကိုလိန်လည်ပြီးနာမည်ပြက်တွေနဲ့နေခဲ့ရင်လည်းကျွန်တော်ဘယ်ကွင်းမှလည်းပြမခံရဘူးဘယ်ကွင်းမှလည်းပြမခံနိုင်ကျွန်တော်အဲ့လိုဖြစ်စေချင်တာကုလုံပွဲဆိုတဲ့ကစားသမားဆိုရင်လည်းဆုံးမလို့ရလို့အခြေအနေစောင့်ကြည့်လို့ရရင်သူနောက်မလုပ်တော့ဆိုရင်ညှို့ထားလိုက်တော့ဆုံးမလို့မရတော့ဘူးဆိုရင်တော့နောက်ကွင်းကိုလာမခံနိုင်တော့ဒါမျိုးလေးဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြောပြဟုတ်တယ်ဗျာကြီးအဲ့လိုလေမနေ့ကတော့မိမစုထားတဲ့ပိဿ5သိန်းအောင်ယူသုံးလိုက်ရတယ်မိမလည်းကောင်းပါရဲ့အမေနဲ့သမီးစုထားတာ5သိန်းရှိတယ်လို့ပြီးမှရမှာအစင်ပြေတော့ဘူးအဲ့နောက်ထပ်20လောက်ထပ်ပေးရရှိတယ်အဲ့တော့တောင်းမှထားရတော့ဒါကြီးတရက်လောက်လာခဲ့အောင်လားမိမလည်းချက်ဒီပါဘာမှအခုချိန်ထိကျွန်တော်တို့ဘာမှဖြစ်မလာဘူးဘာကြောင့်ဖြစ်မလာလဲကျန်တဲ့လူတွေဖြစ်ကုန်ကြပြီကိုမင်းကဘာကြောင့်ဖြစ်မလာသူများပေါ်ရုံးမလို့လားကောက်ချစ်လို့လားသူကထင်ရမယ်ဗျစိတ်တက်မှမမှန်တာဘယ်လိုလုပ်တူတက်မလဲမြန်မာပြည်သားတွေရထုံးတာနိုင်မယ်ဒီကောင်ငမင်းကစိတ်တက်မှမမှန်တာဘယ်လိုလုပ်တူတက်မလဲကျွန်တော်တခါလေကြားရင်ပြန်စဉ်းစားကြည့်တယ်မြန်မာပြည်မှာ5ပါးသီလလုံးတဲ့လူတွေစိတ်တက်ကောင်းတဲ့လူတွေမချမ်းသာနေကြတာအများကြီးရှိတယ်ခါလီကြရဲ့စကားတွေအများကြီးပြောကြတယ်ဗျပြောမထွက်တာတချို့ကျွန်တော်စင်မပြေတာကိုကြည့်ပြီးတော့ဒီကောင်စိတ်ဓာတ်မမှန်တာဆိုတဲ့စကားမျိုးကြီးပြောမဟုတ်ဘူးကျွန်တော်တို့စိတ်ဓာတ်မမှန်တာမဟုတ်ကိုနဲ့တည်တဲ့လူတွေဒုက္ခရောက်ရင်ကျွန်တော်တို့အစင်ပြေမှဝဲမြင်ကျင်တဲ့စိတ်အမြဲတမ်းရှိတယ်ဗျ
ရှိတယ်မကျိုး ကျွန်တော်လည်းမနေသွားတဲ့လူတွေစေပြေသွားကြတာများပါတယ်ကျွန်တော်တယောက်ပဲစေပြေတာဘာကြောင့်ကျွန်တော်ဒီတိုင်းပဲဘဝကိုဘယ်လိုပြောမလဲဆိုတော့ပြောဘဝကြီးဖြတ်တန်းနေပြီးတော့ငယ်ငယ်လေးကဒီလိုပဲဖြတ်တန်းနေရတယ်အကျင့်ပါသွားလည်းပါတယ်ဟုတ်ကဲ့ပါအကြအားလုံးဒီလောက်ပါပဲဗျเนาะဒီမို့ဆိုချလုံးမနဲ့တောင်းချရာနဲ့ကဖြစ်ခဲ့ရင်ကိုယ်နိုင်ကြီးမှဖြစ်မှာပါပြီးရင် channel ပွဲတွေလာပါမယ်ဆိုတော့အရင်ကြီးတော့လို့မရဘူးเนาะအရင်ကြီးတော့လို့မရတချို့ဝါသနာရှင်တွေပွဲကောင်းတွေမျိုးနေမယ်ဆိုတာလည်းသိတယ်ဗျအကုန်လုံးခုကဆိုရင်အကုန်လုံးစက်တက်ကြပြီအကုန်လုံးခက်တက်ကြနေပြီဆိုတော့ပွဲကောင်းတွေကဖြစ်လာမှာပါပြီးတော့မန်လေးကဒီတမုတ်ဆိုးခေကြောင်းသား10တဲ့ဘုလိုနဲ့ခိုင်ရင်ဇရာကင်းတာဖြစ်တဲ့အတွက်ကျန်တဲ့ကလပ်တွေရောနော်ဇရာကင်းတာဖြစ်တဲ့အတွက်ဒီတွေကရဲဝုန်းလောင်းကြတယ်လောင်းရဲကစားရဲကြတယ်အားပေးရဲကြတယ်အဲအကြောင်းမို့လဲအခုဝေးကြီးမှဆိုလည်းအများကြီးပဲကျွန်တော်ဒီမှာလည်းရှိတယ်ကျွန်တော်ကတော့တိတ်ပြီးတော့မလုပ်ဖြစ်တော့ဝေးရိုးပဲကိုယ်လွှဲထားပြီ ဘယ်လိုလဲအဲ့ဒီတော့ဒီလိုပါအဲ့ဒီ ဟုတ်ကဲ့ပါအားလုံးဒီလောက်ပါပဲကြောင်းသားပွဲအားပေးအောင်ပါဆိုတော့ဒီစီလောက်တာဆိုတော့ကြောင်းသားပွဲ အဲ့ဒီမဲ့မောစီဘုံတစ်ခါမှရေးခဲ့ မရိတ်တော့ပါဘူး